Frankenstein or The Modern Prometheus ရဲ့အပိုင်းကတင်ဆက်မှုဖြစ်ပါတယ်။ဒီပိုင်းမှာတော့တရဝါကြီးပြောပြတဲ့အကြောင်းအရာတွေကိုနားထောင်ပြီးမှတော့ Victor Frankenstein ဟာဘယ်လိုတုံ့ပြန်ခဲ့သလဲ။ဘာတွေဆက်ဖြစ်ခဲ့သလဲဆိုတာကိုအလွန်စိတ်ဝင်စားဖွယ်နားဆင်ရမယ့်အပိုင်းဖြစ်ပါတယ်။နားဆင်ပေးကြပါဦးခင်ဗျာ။အခန်း16ကျိန်စာတင်းလာတဲ့ဖန်ဆင်းရှင်ကြီးရဲ့ငါဘာလို့အသက်ရှင်နေသေးရတာလဲခမရပေါ့ပေါ့ဆဆပေးတနာခဲ့တဲ့ဒီအသက်တက်ကိုအဲ့ဒီအခိုက်အတန့်မှာတင်ငါဘာလို့အပြီးတိုင်းမငြိမ်သက်ပစ်ခဲ့ရတာလဲငါမသိဘူးအဲ့ဒီအချိန်မှာစိတ်ပြက်အားငယ်မှုထက်ဒေါသနဲ့လက်စားချေလိုစိတ်တွေကငါ့ကိုလွှမ်းမိုးထားခဲ့တာအဲ့ဒီတဲလေးနဲ့အထဲကလူတွေကိုဖျက်ဆီးပစ်ပြီးသူတို့ရဲ့အော်ဟစ်တန်တွေဒုက္ခရောက်ပုံတွေကိုကြည့်ပြီးငါရဲ့ဒေါသကိုအာသာပြေအောင်လှုပ်ပစ်လိုက်ခြင်းနဲ့စိတ်တွေတဖွာဖွာပေါ်ခဲ့မိတယ်ညရောက်တဲ့အခါငါပုံးနေတဲ့နေရာကထွက်ပြီးတောအုပ်ထဲမှာရှောက်သွားခဲ့တယ်။ဘသူမြင်မလဲဆိုတာကိုလည်းဂရုမစိုက်တော့ပဲကြောက်စရာကောင်းတဲ့ဟင်းဟောက်တန်ကြီးတွေနဲ့ငါရဲ့နာကျင်မှုတွေကိုဖော်ထုတ်ပစ်လိုက်တယ်။ငါဟာထောင်ချောက်ထဲကရုံထွက်လာတဲ့သားရဲတကောင်လိုပဲလမ်းမှာတွေ့သမျှအရာတွေကိုဖျက်ဆီးပစ်ပြီးတောအုပ်ထဲမှာအပြင်းနှင်ခဲ့တယ်။အော်အဲ့ဒီညကငါအတွက်တော့ဘလောက်တောင်ဆိုးရွားလိုက်တယ်လေ။ကျဲလေးတွေကငါ့ကိုတောင်ပြောင်းနေတယ်လို့ပဲတစ်ပင်တွေကလည်းငါအပေါ်မှာရိမ့်ခါနေကြတယ်။အားလုံးကအေးအေးဆေးဆေးအနားယူနေကြချိန်မှာငါရင်ထဲမှာတော့ငရဲမီးတွေတောက်လောင်နေခဲ့တယ်။ငါ့ကိုဘယ်သူမှစာနာမဲ့သူမရှိတော့ကိုသိလိုက်ရတဲ့အခါတစ်ပင်တွေကိုအမြစ်ကနေဆွဲနှုတ်ပစ်ခြင်းနဲ့ပဝန်းကျင်တစ်ခုလုံးကိုဖျက်ဆီးပစ်ပြီးအဲ့ဒီပျက်စီးခြင်းတွေကိုထိုင်ကြည့်ပြီးပျော်ပစ်လိုက်ခြင်းတော့တယ်။ဒါပေမဲ့ဒီလိုပြင်းထန်တဲ့ခံစားချက်တွေကအကြာကြီးမခံပါဘူး။ခန္ဓာကိုယ်ကပင်ပန်းနွမ်းနယ်သွားတဲ့အခါဆွတ်ဆွတ်နေတဲ့မျက်ခင်းပေါ်မှာငါခွေကျသွားခဲ့တယ်။ကဘာပေါ်မှာရှိသမျှလူတန်းပေါင်းများစွာထဲမှာငါ့ကိုတနာမဲ့သူကိုညီမဲ့သူတယောက်မှမရှိဘူးဆိုမှတော့ငါကောရန်သူတွေအပေါ်ဘာလို့ကျင်နာနေရအောင်မလဲအဲ့ဒီအချိန်ကစပြီးလူသားမျိုးနွယ်တစ်ခုလုံးအပေါ်မှာရောအထူးသဖြင့်ငါ့ကိုဖန်ဆင်းပြီးဒီလောက်ထိတီးမခံနိုင်စရာကောင်းတဲ့ဒုက္ခတွေကိုပြစ်ချခဲ့တဲ့ခမည်းအပေါ်မှာပါထာဝရစစ်ပွဲဆင်နွှဲဖို့ငါကြေညာလိုက်ပါပြီနေထွက်လာတဲ့အခါလူတွေရဲ့အတန်ကိုကြားရတာကြောင့်ငါနေရာကိုပြန်ဖို့မဖြစ်နိုင်တော့လို့ချုပ်ပုတ်ထဲတွေမှာပုံရင်းငါအခြေအနေကိုပြန်စဉ်းစားနေခဲ့တယ်ရွေးထွေးတဲ့နေအောင်ကြီးနဲ့လက်ဆက်တဲ့လေကြောင့်စိတ်ကနည်းနည်းပြန်တည်ငြိမ်လာတဲ့အခါငါစိတ်ဆောသွားခဲ့တာလားလို့ပြန်တွေးမိပြန်တယ်ငါလှုပ်ခဲ့တာတွေကတကယ်ပဲမစင်မချင်းဖြစ်ခဲ့တာပါအဖိုးအိုကိုတော့ငါစကားတွေနဲ့စီယုံနိုင်ခဲ့ပေမဲ့သားသမီးတွေရဲ့အရှိန်မှာရုတ်တရက်ရုပ်ခန္ဓာကိုထုတ်ပြလိုက်တာကငါရဲ့အမှားပဲအဖိုးအိုနဲ့အရင်ရင်းနှီးအောင်လုပ်ပြီးသူတို့ပြင်ဆင်ထားတဲ့အချိန်ကြမှာတဖြည်းဖြည်းမိတ်ဆက်ခဲ့တင်တာဒါပေမဲ့ဒီအမှားကပြင်လို့မရတော့တာမဟုတ်ဘူးလို့ထင်တာနဲ့တဲလေးစီကိုပြန်သွားပြီးအဖိုးအိုကိုရှာကသူတို့နဲ့ပြန်အစီပြေအောင်ကူညီပေးဖို့တောင်းဆိုမယ်လို့ဆုံးဖြတ်လိုက်တယ်ဒီအတွေးတွေကငါ့ကိုစိတ်အေးစေခဲ့ပေမဲ့အိပ်ပျော်သွားတဲ့အခါမှာတော့အိမ်မက်ဆိုးတွေပဲမှတ်နေခဲ့တယ်မနေ့ကဖြစ်ခဲ့တဲ့ထိတ်လန့်စရာမြင်ကွင်းကငါမျက်စိထဲမှာပြန်ပေါ်နေခဲ့တယ်ညရောက်တဲ့အခါငါအစာရှာပြီးအိမ်သားတွေနှုတ်တက်တဲ့အချိန်ကိုစောင့်နေခဲ့မိတယ်ဒါပေမဲ့အချိန်တွေသာကုန်သွားတယ်နေတောင်မြင့်နေပြီအိမ်သားတွေကတော့ပေါ်မလာကြဘူးငါအရန်ကိုတုန်လှုပ်သွားခဲ့တယ်အိမ်ထဲမှာလည်းမှောင်မဲနေပြီးဘာအတန်မှမကြားရဘူးမကြခင်မှာပဲရွာသားနှစ်ယောက်ဖြတ်သွားရင်အဲ့ဒီအိမ်သားမှာရက်ပြီးစကားပြောနေကြတာကိုတွေ့ရတယ်ဒါပေမဲ့သူတို့ပြောတဲ့ဘာသာစကားကိုငါနားမလည်ခဲ့ဘူးအဲ့ဒီနောက်မှာတော့ဖိလစ်ဟာအခြားလူတစ်ယောက်နဲ့ရောက်လာခဲ့တယ်ဖိလစ်ကတမနက်လုံးအိမ်ကထွက်မသွားတာကိုသိနေလို့ငါအရန်အံ့ဩသွားပြီးသူတို့ဘာပြောမလဲဆိုတာကိုနားဆွနေခဲ့တယ်မင်းတကယ်ပဲအိမ်လက3လကိုပေးပြီးမင်းရဲ့ဥယျာဉ်ကအသေးနံတွေကိုဆွန့်လွတ်လိုက်တော့မှလားငါကောမင်းကိုမတရားအခွင့်အရေးမယူချင်ပါဘူးဒါကြောင့်ပြန်စဉ်းစားဖို့ရက်အနည်းငယ်လောက်အချိန်ယူပါအောင်လို့အဖော်ဖြစ်သူကပြောတယ်မထူးတော့ပါဘူးလို့ဖိလစ်ကပြန်ပြောတယ်ငါတို့ဒီအိမ်မှာဘယ်တော့မှပြန်မနေနိုင်တော့ဘူးငါပြောပြခဲ့တဲ့ထိတ်လန့်စရာအဖြစ်ပြက်ကြောင့်ငါအဖေရဲ့အသက်ဟာအရန်ကိုအန္တရာယ်ရှိနေပြီငါဇနီးနဲ့နှမကလည်းအဲ့ဒီထိတ်လန့်မှုကနေဘယ်တော့မှပြန်ကောင်းမှာမဟုတ်တော့ဘူးငါ့ကိုထပ်ပြီးနားမချပါနဲ့တော့ဒီအိမ်ကိုခမည်းပဲပြန်သိမ်းလိုက်ပါငါ့ကိုဒီနေရာကနေမြ мян ထွက်သွားခွင့်ပေးပါဖိလစ်ကဒီစကားကိုပြောရင်းတုံရင်းနေခဲ့တယ်သူတို့နှစ်ယောက်အိမ်ထဲကိုခဏဝင်သွားပြီးပြန်ထွက်သွားကြတာဟာဒီလေးစီမိသားစုကိုငါနောက်ဆုံးမြင်လိုက်ရတဲ့အချိန်ပါပဲအဲ့ဒီနေ့တစ်နေ့လုံးငါမှဘာလို့ရမှန်းမသိပဲအဆုံးစွန်ထိစိတ်ပြက်အားငယ်နေခဲ့မိတယ်ငါရဲ့အုတ်ထင်းသူတွေထွက်သွားကြပြီးငါနဲ့လူသားလောကကိုချိတ်ဆက်ထားတဲ့တခုတည်းသောကျိုးမြင့်လေးပြတ်တောက်သွားပြီပေါ့ပထမဆုံးအကြိမ်ဖြစ်ရင်ထဲမှာမုန်းတီးမှုနဲ့လက်စားချေလိုစိတ်တွေပြည့်လျံလာပြီးငါဒါကိုမထိန်ချုံနိုင်တော့ဘူးဒုက္ခပေးဖို့နဲ့တေချင်းတရားကိုပဲငါအာယုံသွင်းလိုက်တော့တယ်အဖိုးအိုရဲ့ကျင်နာတဲ့အတန်တွေအာဂါသာရဲ့နူးညံ့တဲ့အကြည့်တွေစာဖီရဲ့လှပတဲ့ပုံရိပ်တွေကိုတွေးမိရင်တော့မျက်ရည်ကျပြီးစိတ်သက်သာရာရပေမဲ့သူတို့ငါ့ကိုဆွန့်ပစ်ခဲ့တာကိုပြန်တွေးမိတဲ့အခါမှာတော့ဒေါသမီးတွေကပြန်တောက်လာခဲ့တယ်လူသားတွေကိုတော့ငါဘာမှမလုပ်နိုင်တော့လို့တတ်မဲ့တဲ့အရာတွေကိုပဲငါရဲ့ဒေါသတွေကိုပုံချလိုက်ပါတော့တယ်ညောက်တဲ့အခါတဲရဲ့ပတ်ပတ်လည်မှာလောင်စာတွေကိုစုပုံလိုက်တယ်ဥယျာဉ်ထဲကစိုက်ခင်းတွေကိုလည်းဖျက်ဆီးပစ်လိုက်တယ်
နေမင်းကြီးကွယ်သွားမဲ့အချိန်ကိုငါစောင့်နေခဲ့တယ်ညင်းနဲ့ရောက်လာတဲ့အခါတောအုပ်ထဲကလေပြင်းတွေတိုက်လာခဲ့တယ်အဲ့ဒီလေပြင်းတွေကငါရဲ့စိတ်ကိုပိုပြီးယူသွတ်လာစေခဲ့တယ်ငါဟာ6တွေ့နေတဲ့တစ်ကိုင်းတစ်ကိုင်းကိုမင်းကြီးလိုက်ပြီးဒီတဲလေးရဲ့ပတ်ပတ်လည်မှာဒေါသတကြီးကာခုန်နေခဲ့တယ်လာမင်းကြီးပြောက်ကွယ်သွားတဲ့အခိုက်အတန့်မှာပဲငါအကျယ်ကြီးအော်ဟစ်လိုက်ပြီးစုပုံထားတဲ့ကောက်ရိုးတွေခြုံပုတ်တွေကိုမီးရှို့လိုက်ပါတော့တယ်လေကမီးကိုပိုတောက်စေပြီးတဲလေးဟာခဏချင်းမှာပဲမီးလျံတွေကြားထဲရောက်သွားခဲ့တယ်အဲ့ဒီအင်ကြီးပျက်စီးသွားပြီဆိုတာသိကြသွားတဲ့အခါမှာတော့ငါဒီနေရာကနေထွက်ခွာပြီးတောထဲမှာခိုလုံခဲ့ပါတယ်အခုတော့လောက်ကကြီးကငါအရှိမရှိနေပြီငါဘယ်ကိုသွားရမလဲဒီကန်ဆိုးမှုတွေရှိနေတဲ့နေရာကနေဝေးရာကိုပြေးဖို့ငါဆုံးဖြတ်လိုက်တယ်ဒါပေမဲ့အမုန်းခံအပေခံဖြစ်နေတဲ့ငါအတွက်တော့ဘယ်နိုင်ငံသွားအတူတူပါပဲနောက်ဆုံးမှာတော့ခမရရဲ့အကြောင်းကိုငါတွေးမိသွားတယ်ခမရရဲ့မတ်တမ်းတွေအရခမရဟာငါရဲ့အဖေငါရဲ့ဖန်ဆင်းရှင်ပဲငါ့ကိုအသက်ပေးခဲ့တဲ့သူစီကလွဲလို့ငါဘသူစီမှာအကူအညီသွားတောင်းရမှာလဲဖိလစ်ကဆာဖီကိုတင်ပေးတဲ့သင်ခန်းစာတွေထဲမှာပထဝီဝင်အကြောင်းတွေလည်းပါဝင်တာကြောင့်ကမ္ဘာနိုင်ငံတွေရဲ့အနေအထားကိုငါသိခဲ့တယ်ခမရရဲ့နေရင်းဇာတိကဂျနီဗာလို့ပြောခဲ့တာကိုငါမှတ်မိခဲ့တာကြောင့်အဲ့ဒီနေရာကိုပဲငါသွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒါပေမဲ့ကျွန်တော်ဘယ်လိုသွားရမလဲကျွန်တော်ရဲ့ပန်းနိုင်ကိုရောက်ဖို့အနောက်တောင်ဘက်ကိုဥတီသွားမယ်ဆိုတာသိပေမဲ့နေမင်းကြီးကပဲကျွန်တော်ရဲ့တခုတည်းသောလမ်းပြဖြစ်ခဲ့တယ်ဖြတ်သွားရမယ့်မြို့နယ်မဲတွေကိုလည်းမသိသလိုဘယ်လူသားကိုမှလည်းလမ်းမေးလို့မရခဲ့ဘူးဒါပေမဲ့ကျွန်တော်အာမလျှော့ခဲ့ပါဘူးခမ ्या အပေါ်မှာမုန်းတီးစိတ်ကလွဲလို့ဘာမှမရှိပေမဲ့ခမ ्या စီကပဲအကူအညီရဖို့ညှော်လင့်နိုင်တာလေအသေးနှလုံးမရှိတဲ့ဖန်ဆင်းရှင်ကြီးရဲ့ခမ ्या ကကျွန်တော်ကိုခန်းစားချက်တွေစိတ်အာရုံတွေပေးခဲ့ပြီးမှလူသားတွေရဲ့ဆက်စုပ်ယဉ်ရှာမှုတန်ကိုခံဖို့လောကကြီးအလယ်မှာပစ်ချခဲ့တာလားကျွန်တော်ဟာအခြားလူသားတွေစီကမရနိုင်တဲ့တရားမျှတမှုကိုခမ ्या စီကနေပဲအတင်းအကျပ်တောင်းဆိုဖို့ဆုံးဖြတ်လိုက်ပါတယ်ကျွန်တော်ရဲ့ခီးဟာအရန်ရှည်လျားသလိုခံစားခဲ့ရတဲ့ဒုက္ခတွေကလည်းပြင်းထန်လာပါတယ်ကျွန်တော်နေခဲ့တဲ့အရက်ကနေထွက်ခွာလာတော့စောင်းနှောင်းပိုင်းရောက်နေပြီလူတွေနဲ့မစုံကျင်တာကြောင့်ညဘက်မှာပဲခီးသွားခဲ့တယ်တဘာဝတရားကြီးကလည်း၆ကက်လာပြီးနေအောင်ကလည်းအေးတက်ကိုမဖြောင်းနိုင်တော့ဘူးမိုးတွေနှင်းတွေကျလာတဲ့မြစ်ကြီးတွေခဲသွားတယ်မြေပြင်ကလည်းမာကျော်ပြီးအေးဆက်နေပေမဲ့ကျွန်တော်မှခိုလုံရမရှိခဲ့ဘူးအိုးကဘာမြေကြီးရဲ့ကျွန်တော်ကိုဖြစ်တည်စေခဲ့တဲ့အကြောင်းရင်းကိုကျွန်တော်ဘယ်နှကြိမ်တောင်ကြိမ်ဆဲမိခဲ့သလဲကျွန်တော်ရဲ့နူးညံ့တဲ့တဘာဝတွေပျောက်ကွယ်သွားပြီးရင်ထဲမှာခါတိမှုတွေပဲပြင်းထန်လာခဲ့တယ်ခမရရဲ့နေရက်နဲ့နီးလာလေးတွေလက်စားချီလိုစိတ်ကပိုပြီးတောက်လောင်လာလေးတွေပါပဲຫນွေဦးရဲ့အစောပိုင်းမနက်ခင်းတစ်ခုမှာတော့တောအုပ်တစ်ခုကိုဖျက်သွားရင်လှပတဲ့နေရောင်ကြီးနဲ့လက်ဆက်တဲ့လေကြောင့်ကျွန်တော်ရင်ထဲမှာတေဆုံးသွားပြီလို့ထင်ရတဲ့နူးညံ့တဲ့ခံစားချက်လေးတွေခဏတာပြန်ပေါ်လာခဲ့တယ်ကျွန်တော်ရဲ့ရုပ်ဆိုးမှုကိုခဏမေ့ပြီးပျော်ရွှင်ဖို့ကြိုးစားခဲ့မိတယ်မျက်ရည်လေးတွေတောင်ကျလာပြီးဒီလိုပျော်ရွှင်မှုပေးတဲ့နေမင်းကြီးကိုကျေးဇူးတင်တဲ့အကြီးနဲ့ကြည်မိပါသေးတယ်အဲ့ဒီချိန်မှာပဲ60နားမှာကစားနေတဲ့မိန်းကလေးတယောက်ဟာချော်လဲပြီးရေထဲကိုကျသွားတာမြင်လိုက်ရတယ်ကျွန်တော်ပုံနေတဲ့နေရာကချက်ချင်းပြေးထွက်ပြီးအသက်အန္တရာယ်ကိုဂရုမစိုက်ပဲအင်မတန်ပြင်းထန်တဲ့ရေထဲကနေသူမကိုကယ်တင်ပြီးကုန်းပေါ်ကိုဆွဲတင်ခဲ့ပါတယ်သူမသတိမေ့နေတော့မှပဲရွာသားတယောက်ရောက်လာပြီးကျွန်တော်စီကနေသူမကိုအတင်းလွတ်ယူကာတောထဲကိုပြေးသွားခဲ့တယ်ကျွန်တော်နောက်ကနေလိုက်သွားမိတဲ့အခါအဲ့ဒီလူကသူ့မှာပါလာတဲ့တနက်နဲ့ကျွန်တော်ကိုပြစ်လိုက်ပါတော့တယ်ကျွန်တော်မြေပေါ်ခွေကျသွားခဲ့ရတယ်ဒါဟာကျွန်တော်ရဲ့စေတနာပေါ်ရလိုက်တဲ့ဆုလက်ပါပဲလူသားတယောက်ရဲ့အသက်ကိုကယ်ခဲ့ပေမဲ့ရလိုက်တာကတော့အသားနဲ့အယိုးကိုအစိတ်စိတ်အမွားမွားဖြစ်သွားစေတဲ့တနတ်တန်ရာရဲ့နာကျင်မှုပါပဲခဏတာခံစားခဲ့ရတဲ့နူးညံ့မှုတွေဟာငရဲမိလိုပြင်းထန်တဲ့ဒေါသအဖြစ်ပြောင်းလဲသွားခဲ့တယ်နာကျင်မှုတွေကြောင့်လူသားမျိုးနွယ်တစ်ခုလုံးကိုထာဝရမုန်းတီးလက်စားချေပါမယ်လို့ကျွန်တော်သစ္စာဆိုလိုက်ပါတော့တယ်ပခုံးမှာမှန်ထားတဲ့ဒဏ်ရာကြောင့်လက်အနေငယ်လောက်ဒုက္ခရောက်ခဲ့ရပေမဲ့နောက်ဆုံးမှာတော့ဂျနီဗာမြို့အနီးနားကိုရောက်လာခဲ့တယ်တညနေမှာတော့ကစားနေတဲ့လှပတဲ့ကလေးငယ်တယောက်ကျွန်တော်ပုံနေတဲ့နေရာနာကိုရောက်လာခဲ့တယ်။အဲ့ဒီချိန်မှာကျွန်တော်စိတ်ထဲမှာအတွေးတစ်ခုပေါ်လာတဲ့ဒီကလေးကငယ်သေးတော့လူတွေရဲ့အယူသီးရဲ့အစွဲတွေရှိအောင်မှမဟုတ်ဘူး။သူ့ကိုဖမ်းပြီးငါရဲ့တငယ်ချင်းအဖြစ်ပြိုးထောင်မယ်ဆိုရင်ငါတကိုယ်တည်းဖြစ်မနေတော့ဘူးပေါ့။ဒါနဲ့အနားကိုရောက်လာတဲ့အခါကလေးကိုကျွန်တော်ဖမ်းလိုက်ပါတယ်။ဒါပေမဲ့ကလေးကကျွန်တော်ကိုမြင်တာနဲ့အလန့်တခြားអော်ပါတော့တယ်။လှုပ်ပေးပါဘလူးကြီးရဲ့ရုပ်ဆိုးတဲ့ကောင်ကြီးငါ့ကိုစားတော့မလို့လားလှုပ်ပေးငါအဖေကိုပြောလိုက်မှနော်လို့អော်တယ်။မင်းအဖေကိုဘယ်တော့မှပြန်တွေ့ရတော့မှာမဟုတ်ဘူးငါနဲ့လိုက်ခဲ့ရမယ်လို့ကျွန်တော်ပြောလိုက်တယ်အဲ့ဒီအခါကလေးကရုပ်ဆိုးတဲ့ဘလူးကောင်ငါအဖေကအစိုးရအရာရှိ M Frankenstein ပဲသူမင်းကိုအဖြစ်ပေးလိုက်မယ်လို့អော်လိုက်တဲ့အခါ Frankenstein ခမရဟာငါရဲ့ရန်သူပဲခမရရဲ့မိသားစုဝင်ကိုပဲငါရဲ့ပထမဆုံးလက်စားချေမှုအဖြစ်တပ်ပစ်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်ကလေးကိုအတန်တိတ်သွားအောင်သူ့လေပင်ကိုကျွန်တော်ညှစ်လိုက်တဲ့အခါခဏချင်းမှာပဲသူဟာကျွန်တော်ခြေရင်းမှာအသက်မဲ့စွာလဲကျသွားပါတော့တယ်ကျွန်တော်အောင်ပွဲခံတယ်လို့မျိုးဝမ်းသာအားရအော်ဟစ်ခဲ့မိတယ်ငါလည်းပျက်စီးခြင်းတွေကိုဖန်တီးနိုင်တာပဲငါရန်သူမှလည်းအားနည်းချက်တွေရှိတာပဲဒီသေခြင်းတရားကသူ့ကိုဒုက္ခပေါင်းစုံပေးလိုက်မယ်ပေါ့အဲ့ဒီကလေးရဲ့ရင်ဘတ်မှာလှပတဲ့အမျိုးသမီးတဦးရဲ့ပုံတူလေးပါလာတော့ကိုလည်းကျွန်တော်တွေ့ခဲ့တယ်
အဲ့ဒီပုံလေးကိုကြည့်ပြီးခဏတာစိတ်နူးညံ့သွားခဲ့ပေမဲ့ကျွန်တော်ရဲ့ရုပ်ဆိုးမှုကြောင့်ဒီလိုလှပတဲ့ချစ်ချင်းတွေကိုဘယ်တော့မှရမှာမဟုတ်ဘူးဆိုတာသိလိုက်ရတဲ့အသည့်ကဒေါသကိုပြန်တောက်စေခဲ့တယ်။အဲ့ဒီနောက်ကျွန်တော်ဟာလူမရှိဘူးထင်တဲ့စပကြီးတစ်ခုမှသွားပုံနေတော့ကောက်ရိုးပုံပေါ်မှာအိပ်ပျော်နေတဲ့အမျိုးသမီးငယ်တအူးကိုတွေ့ခဲ့တယ်။သူမဟာငယ်ရွယ်နှုတ်ပြိုပြီးကျမ်းမာလှပတဲ့သူပါ။ကျွန်တော်သူမကိုကြည့်ပြီးနိုးထပါအောင်ချစ်ရဲ့မင်းကိုချစ်တဲ့သူအနားမှာရှိနေပါတယ်လို့တိုးတိုးပြောမိပေမဲ့သူမနိုးလာလို့ကျွန်တော်ကိုမြင်သွားရင်ချိန်ဆပြီးလူသက်သမားအဖြစ်တိုင်တော်လိုက်မယ်ဆိုတာကိုသိလိုက်ရတယ်။ငါ့ကိုလူသားတွေကအရာအလုံးလူယူထားတာကြောင့်မင်းလည်းခံစားရမယ်။ဒီလူသက်မှုအတွက်မင်းပဲအပြစ်ပေးခံရမယ်လို့တွေးပြီးခလေးစီကယူလာတဲ့ပုံတူလေးကိုသူမရဲ့အဝတ်စားတွေချားထဲမှာလူမသိအောင်ထည့်ထားခဲ့ပြီးကျွန်တော်ဖပြေးခဲ့ပါတယ်။အခုတော့ကျွန်တော်ဟာဒီတောင်တန်းတွေပေါ်မှာလှည့်ပတ်နေပြီးခမည်းတဦးတည်းသာဖြည့်ဆည်းပေးနိုင်တဲ့ပြင်းပြတဲ့ဆန္ဒတစ်ခုရှိနေပါတယ်။ခင်ဗျာကျွန်တော်ရဲ့တောင်းဆိုချက်ကိုမလိုက်ရောမချင်းကျွန်တော်တို့လမ်းခွဲမှာမဟုတ်ဘူးကျွန်တော်ဟာတကူတည်းဖြစ်ပြီးဆင်းရဲဒုက္ခရောက်နေရတယ်လူသားတွေကကျွန်တော်ကိုအပေါင်းအဖော်မလုပ်ကြဘူးဒါကြောင့်ကျွန်တော်လိုပဲရုပ်ဆိုးအကြည့်တန်တဲ့အဖော်တယောက်ကိုကျွန်တော်အတွက်ဖန်ဆင်းပေးရမယ်အဲ့ဒီတရားဟာကျွန်တော်လိုမျိုးနွယ်သူဖြစ်ရမယ်ကျွန်တော်မှာရှိတဲ့ချိုးရင်းချက်တွေလည်းပါရမယ်ဒီတရားကိုခင်ဗျာဖန်ဆင်းပေးရမယ်အခန်း၁၉တရားကြီးကစကားအဆုံးမှာကျွန်တော်စီကအဖြေကိုမျှော်လင့်တကြီးစောင့်ကြည့်နေခဲ့တယ်ကျွန်တော်ကတော့ဝေခွဲမရဖြစ်ပြီးသူတောင်းဆိုလိုက်တဲ့အတိုင်းတာကဘလောက်ထိကြီးမားတယ်လဲဆိုတာကိုတွေးတောနေမိတော့မှပဲသူကဆက်လက်ပြောပါတယ်ကျွန်တော်နဲ့အတူအပြန်လှန်စာနာနားလည်ပေးနိုင်မယ်မိမအဖော်တယောက်ကိုခမည်းဖန်ဆင်းပေးရမယ်ဒါကိုခမည်းတယောက်တည်းပဲလုံနိုင်တာဖြစ်လို့ခမည်းမငင်းတဲ့ရပါခွင့်တစ်ခုအနေနဲ့ကျွန်တော်တောင်းဆိုပါတယ်သူရဲ့ဇလန်းအစပိုင်းကနူးညံ့မှုတွေကြောင့်ငြိမ်သက်သွားခဲ့တဲ့ကျွန်တော်ရဲ့ဒေါသတွေဟာအခုတော့ပြန်လဲတောင်းလောင်လာခဲ့တယ်ငါငင်းတယ်လို့ကျွန်တော်ပြန်ဖြေလိုက်တယ်ဘလို့နှိမ့်ဆက်မှုမျိုးနဲ့မှငါစီကသဘောတူညီချက်ကိုရမှာမဟုတ်ဘူးမင်းငါ့ကိုကဘာပေါ်မှာအစင်းရဲဆုံးလူဖြစ်အောင်လုပ်နိုင်ပေမဲ့ငါကတိတ်ခါမဲအောင်တော့လုပ်လို့ရမှာမဟုတ်ဘူးမင်းလိုနောက်ထပ်တရားတစ်ကောင်ကိုဖန်ဆင်းပြီးကဘာကြီးကိုနှစ်ယောက်ပေါင်းပြီးဖျက်ဆီးခိုင်းရမှာလားသွားတော့ငါအဖြေပေးပြီးပြီမင်းငါ့ကိုနှိမ့်ဆက်ခြင်းတလို့နှိမ့်ဆက်ငါဘယ်တော့မှသဘောမတူဘူးခမည်းမှားနေပြီလို့တရားကြီးကပြန်ပြောတယ်ချင်းချောက်မဲ့အစားခမည်းကိုအကျိုးနဲ့အကြောင်းနားချပေးရစေကျွန်တော်ရုံမာနေတာကကျွန်တော်ကိုယ်တိုင်ဆင်းရဲဒုက္ခရောက်နေလို့ပါလူသားတွေအားလုံးကကျွန်တော်ကိုဝိုင်းပြီးမုန်းနေကြတယ်မဟုတ်လားခမည်းကိုယ်တိုင်တော့ကျွန်တော်ကိုအပိုင်းပိုင်းဆွဲဖြတ်ပစ်ချင်နေတာလေဒါဆိုရင်လူသားတွေကကျွန်တော်အပေါ်မဆာနာတာထက်ပိုပြီးကျွန်တော်ကဘာလို့သူတို့ကိုဆာနာနေရမှာလဲခမည်းသာကျွန်တော်ကိုရေခဲတောင်ကြားတဲ့တွန်းချပြီးဖျက်ဆီးပစ်နိုင်ရင်ဒါကိုလူသက်မှုလို့တောင်ခေါ်မှာမဟုတ်ဘူးလူသားတွေကကျွန်တော်ကိုကဲ့ရဲ့နေသေးကျွန်တော်ကဘာလို့သူတို့ကိုလေးစားနေရမှာလဲတကယ်လို့လူသားတွေကကျွန်တော်အပေါ်ကျင်နာမယ်ဆိုရင်ကျွန်တော်ကသူတို့ကိုကျေးဇူးတင်မျက်ရည်တွေနဲ့အကောင်းဆုံးပြန်ပြီးအကျိုးပြုမှာပါဒါပေမဲ့ဒါကမဖြစ်နိုင်ဘူးလူသားတွေရဲ့အာရုံခံစားမှုတွေကကျွန်တော်တို့ကြားမှာကြော်လွှားလို့မရတဲ့အတားဆီးဖြစ်နေတာလေဒါပေမဲ့ကျွန်တော်ကတော့ကြုံခံတယ်လို့ငြိမ်ခံနေမှာမဟုတ်ဘူးကျွန်တော်ရထားတဲ့ဒဏ်ရာတွေအတွက်လက်စားချေမယ်ကျွန်တော်ကအချစ်ကိုမပေးနိုင်ရင်ကြောက်လန့်မှုကိုပေးမယ်အထူးသဖြင့်ခမည်းပေါ့ကျွန်တော်ကိုဖန်ဆင်းခဲ့တဲ့ရန်သူကြီးခမည်းကိုထောက်ရမုန်းတီးသွားမယ်တတိထားပါခမည်းရဲ့ဘဝပျက်စီးသွားတဲ့အထိခမည်းမွေးဖွားလာတဲ့အချိန်ကိုခမည်းကိုယ်တိုင်ပြန်ကျိန်ဆဲမိတဲ့အထိကျွန်တော်ဖျက်ဆီးမယ်သူကဒီစကားကိုပြောတဲ့အခါသူ့မျက်နှာကလူသားတွေမကြည့်ရစရာကောင်းအောင်ရုပ်ပြက်ဆင်းပြက်ဖြစ်သွားခဲ့တယ်ဒါပေမဲ့ခဏအကြာမှာတော့စိတ်ကိုပြန်ထိန်ပြီးဆက်ပြောပါတယ်ကျွန်တော်ကအကျိုးနဲ့အကြောင်းပြောချင်တာပါဒီလိုဒေါသထွက်တာကကျွန်တော်အတွက်မကောင်းဘူးဆိုတာသိပါတယ်ဒါပေမဲ့ဒါတွေအားလုံးကခမည်းကြောင့်ဖြစ်လာရတာဆိုတာကိုတော့ခမည်းမေ့နေပုံပဲတကယ်လို့တရားတကောင်ကသာကျွန်တော်အပေါ်ကျင်နာမှုပြခဲ့ရင်ကျွန်တော်ကအစာပေါင်းရာချီပြီးပြန်ပေးမှာပါအဲ့ဒီတရားလေးတကောင်အတွက်နဲ့တင်ကျွန်တော်လူသားမျိုးနွယ်တစ်ခုလုံးနဲ့ငြိမ်းချမ်းရေးယူမှာပါကျွန်တော်တောင်းဆိုတာကအကျိုးကြောင့်စီလျော်ပါတယ်ကျွန်တော်တို့ပဲရုပ်ဆိုးတဲ့ဆန့်ကျင်ဘက်လိန်အဖို့တယောက်လိုချင်တာပါကျွန်တော်တို့ကလောကကြီးနဲ့အဆက်ပြတ်နေတဲ့ဘလူးတွေဖြစ်နေပါမှန်ပေမဲ့အဲ့ဒီအတွက်ကြောင့်ပဲကျွန်တော်တို့တယောက်နဲ့တယောက်ပို့ပြီးတန်ရောစင်ကြီးကြမှာပါကျွန်တော်တို့ဘဝကပြောစရာမကောင်းရင်တော့အခုကျွန်တော်ခံစားနေရတဲ့ဆင်းရဲဒုက္ခတွေကနေကင်းဝေးပြီးဘသူ့ကိုမှဒုက္ခမပေးတဲ့ဘဝမျိုးဖြစ်မှာပါ။အိုးကျွန်တော်ရဲ့ဖန်ဆင်းရှင်ကြီးရဲ့ကျွန်တော်ကိုပျော်ရွှင်ခွင့်လေးပေးပါဦး။ခမည်းစီကနေကျေးဇူးတင်စရာလက်ဆောင်တစ်ခုလောက်ရပါရစေ။ကျွန်တော်စိတ်လှုပ်ရှားသွားမိတယ်။ဒါကိုသဘောတူလိုက်ရင်ဖြစ်လာမယ့်နောက်ဆက်တွဲတွေကိုတွေးပြီးတုံ့နှုတ်မိပေမဲ့သူ့ရဲ့အကျိုးကြောင့်ပြချက်မှာတော့တရားမျှတမှုအချို့ရှိနေတာကိုတော့ကျွန်တော်ခံစားမိတယ်။သူ့ရဲ့ဇလန်းနဲ့အခုသူဖော်ပြနေတဲ့ခံစားချက်တွေကသူဟာနူးညံ့တဲ့စိတ်နှလုံးကောင်းရှိသူတယောက်အဖြစ်ကြောင်းသက်သေပြနေတာပါပဲဖန်ဆင်းရှင်တယောက်အနေနဲ့သူ့ကိုတတ်နိုင်တဲ့လောက်ပျော်ရွှင်ခွင့်ပေးသေးတာမဟုတ်လားကျွန်တော်ရဲ့စိတ်ပြောင်းလဲသောတာကိုမြင်တော့သူကဆက်ပြောပါတယ်ခမည်းသာသဘောတူရင်ကျွန်တော်တို့ကိုလူသားတွေဘယ်တော့မှပြန်မြင်ရတော့မှာမဟုတ်ပါဘူးကျွန်တော်တောင်အမေရိကဒေါနက်ထဲကိုသွားပြီးနေပါမယ်ကျွန်တော်ကလူတွေလိုအသားစားတရားမဟုတ်ပါဘူးတတိဝလန်နဲ့တင်ဝမ်းဝပါတယ်ကျွန်တော်အဖော်ကလည်းကျွန်တော်လိုပဲဖြစ်ပါမို့ကျွန်တော်တို့နှစ်ယောက်သေးရ6တွေပေါ်မှာအိပ်ပြီးအေးအေးဆေးဆေးနေသွားမှာပါဒါဟာတကယ့်ကိုငြင်းချက်တဲ့ပုံရိပ်တစ်ခုပဲမဟုတ်လားခမည်းဟာရက်ဆက်ချင်လို့မှမဟုတ်ရင်ဒါကိုမငင်းသင့်ပါဘူးခမည်းရဲ့မျက်လုံးထဲမှာကျွန်တော်အပေါ်တနာစိတ်တွေရှိနေတာကိုမြင်နေရပြီကျွန်တော်လိုလားတဲ့အရာကိုဂရုပေးပါတော့မင်းကလူသားတွေနဲ့ဝေးရမှာနေမယ်လို့ပြောပေမဲ့လို့ကျွန်တော်ပြန်ပြောလိုက်တယ်
မင်းကလူသားတွေရဲ့ချစ်ချင်းနဲ့စာနာမှုကိုတောင်းတနေတဲ့သူပဲဒီလိုအဝေးမှာဘလို့ကြာကြာနေနိုင်မှာလဲမင်းနောက်တစ်ချိန်ပြန်လာပြီးလူသားတွေရဲ့ကျင်နာမှုကိုတောင်းခံအောင်ပါပဲအဲ့ဒီအခါမုန်းတိမှုကိုပဲထပ်ကြုံရမယ်အဲ့ဒီအခါမင်းရဲ့ဒေါသတွေပြန်ထွက်လာပြီးဒီအခါမှာတော့မင်းမှာဖြက်စီးဖို့အတွက်အဖို့တယောက်တောင်ပါနေအောင်ပါပေါ့ဒါကြောင့်ဒါကမဖြစ်နိုင်ဘူးထပ်ပြီးနားမချပါနဲ့တော့ငါသဘောမတူနိုင်ဘူးခမရရဲ့စိတ်ကလည်းအပြောင်းလဲလွယ်လိုက်တာပဲခုနတည်းစိတ်လှုပ်ရှားနေပြီးအခုကြတော့ဘာလို့ပြန်ပြီးစိတ်ငါသွားရတာလဲကျွန်တော်ခမရကိုရောကဘာမြေကြီးကိုပါတိုင်တယ်ပြီးခရီးပေးပါတယ်အဖို့တယောက်သာရရင်ကျွန်တော်လူသားတွေနဲ့ဝေးရမှာပဲနေပါမယ်ကျွန်တော်မှာစာနာပေးမဲ့သူရှိနေပြီဆိုရင်မကောင်းတဲ့စိတ်တွေလည်းပျောက်ကွယ်သွားမှာပါကျွန်တော်ဘဝကအေးအေးဆေးဆေးကုံဆုံးသွားမှာဖြစ်တယ်လို့တေခါနီးချိန်မှာတော့ကျွန်တော်ရဲ့ဖန်ဆင်းရှင်ကိုချိန်ဆမှာမဟုတ်ပါဘူးသူ့ရဲ့စကားတွေကကျွန်တော်အပေါ်ထူးဆန်းတဲ့တက်ရောက်မှုတွေရှိစေခဲ့တယ်ကျွန်တော်သူ့ကိုတနာမိတယ်လို့တခါတလေမှနှစ်သိပ်ပေးခြင်းစိတ်လည်းပေါ်ပေါက်မိပါတယ်ဒါပေမဲ့သူ့ကိုကြည့်လိုက်မိတဲ့အခါစကားပြောပြီးစိတ်လှုပ်ရှားနေတဲ့ယွန်းရှာပွဲအသားဆိုင်ကြီးကိုမြင်ရတဲ့အခါမှာတော့ကျွန်တော်နှလုံးသားကပြုတ်အံ့ခြင်းလာပြီးခံစားချက်တွေဟာထိတ်လန့်မှုနဲ့မုန်းတီးမှုအဖြစ်ပြောင်းလဲသွားပြန်တယ်ကျွန်တော်ဒီစိတ်ခံစားချက်တွေကိုထိန်းချုပ်ဖို့ကြိုးစားခဲ့မိပါတယ်ကျွန်တော်သူ့ကိုမဆာနာနိုင်ရင်တော့မှသူ့အတွက်ကြံရှိနေသေးတဲ့ပျော်ရွှင်မှုအပိုင်းစားလေးကိုတော့မတားဆီးသင့်ဘူးလို့တွေးမိခဲ့လို့ပါမင်းကဘသူ့ကိုမှဒုက္ခမပေးဘူးလို့သစ္စာဆိုတယ်လို့ကျွန်တော်ပြောလိုက်တယ်ဒါပေမဲ့မင်းကငါ့ကိုမယုံကြည်အောင်ရုံမှမှုတွေပြခဲ့ပြီးပြီမဟုတ်လားဒါဟာမင်းရဲ့လက်စားချေမှုအတွက်နောက်ထပ်လှည့်ကွက်တစ်ခုဖြစ်နေနိုင်မလားဘလို့ဖြစ်ရတာလဲကျွန်တော်ကိုကလေးကစားသလိုမလုပ်ပါနဲ့ကျွန်တော်အပြေလိုချင်ပါတယ်ကျွန်တော်မှာဘာတန်ရုံးစင်မှမရှိရင်မုန်းတီးမှုနဲ့ရုံမှမှုတွေပဲရှိနေမှာပါအခြားတစ်ယောက်ရဲ့ချစ်ချင်းကိုရတာနဲ့ကျွန်တော်ရဲ့ရာဇဝတ်မှုတွေပျောက်ကွယ်သွားမှာပါကျွန်တော်ဟာလူမသိသူမသိအေးအေးဆေးဆေးနေသွားမှာပါကျွန်တော်ရဲ့မကောင်းမှုတွေကအတိတ်အကျခံထားရတဲ့တကိုယ်တည်းဖြစ်တည်မှုကြောင့်ဖြစ်ပေါ်လာတာပါကျွန်တော်မှအဖို့ရှိလိုက်ရင်မြင့်မြတ်တဲ့စိတ်ထားတွေလည်းပေါ်လာမှာပါကျွန်တော်လည်းခံစားချက်ရှိတဲ့သရဝတူလို့ချစ်တက်လာပြီးအခုကျွန်တော်အပယ်ခံထားရတဲ့လူလောကအတိုင်းဝိုင်းထဲမှာတစ်စိတ်တစ်ပိုင်းပါဝင်လာမှာပါသူပြောခဲ့သမျှနဲ့သူ့ရဲ့အကျိုးအကြောင်းပြချက်တွေကိုကျွန်တော်အကြကြီးစဉ်းစားနေမိတယ်သူ့ဘဝအစပိုင်းမှာပြခဲ့တဲ့စိတ်ကောင်းလေးတွေနဲ့နောက်ပိုင်းမှာလူတွေရဲ့ဆက်ဆုပ်မှုကြောင့်အဲ့ဒီစိတ်တွေဘလို့ပျက်စီးသွားခဲ့တယ်လဲဆိုတာကိုတွေးမိခဲ့ပါတယ်သူ့ရဲ့ဆွမ်းအားနဲ့ချင်းချောက်မှုတွေကိုလည်းကျွန်တော်ထည့်တွက်ခဲ့ရတယ်ရေခဲတောင်တွေကြားမှာနေနိုင်ပြီးမတ်ဆောင်တဲ့တောင်ကဘားတွေပေါ်မှာပုံနိုင်တဲ့ဒီလိုသရဝမျိုးကိုရင်ဆိုင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးအကြကြီးစဉ်းစားပြီးတဲ့နောက်မှာတော့သူ့အတွက်ရောလူသားအတွက်ပါတရားမျှတမှုရှိအောင်သူ့ရဲ့တောင်းဆိုချက်ကိုလိုက်ရောက်ဖို့ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်ဒါနဲ့သူ့ဘက်ကိုလှည့်ပြီးပြောလိုက်တယ်မင်းရဲ့တောင်းဆိုချက်ကိုငါလက်ခံတယ်ဒါပေမဲ့မင်းနဲ့အတူလိုက်ပါမဲ့မိန်းမတယောက်ကိုမင်းလက်ထဲငါထည့်ပေးလိုက်တာနဲ့မင်းဥရောပကနေရောလူသားတွေနေထိုင်ရာအရက်အားလုံးကနေပါထာဝရပျောက်ကွယ်သွားပါမယ်လို့သစ္စာဆိုရမယ်ကျွန်တော်သစ္စာဆိုပါတယ်လို့သူကဝမ်းသာအားရအော်ဟစ်လိုက်တယ်နေမင်းကြီးကိုရောကောင်းကင်ပြားကြီးကိုရောကျွန်တော်ရှင်ထဲကအချစ်မီးကိုရောတိုင်တယ်ပြီးကျိန်ဆိုပါတယ်ခမရသာကျွန်တော်တောင်းဆိုချက်ကိုဖြည့်ဆည်းပေးရင်ခမရကျွန်တော်ကိုဘယ်တော့မှပြန်တွေ့ရတော့မှာမဟုတ်ပါဘူးအခုအိမ်ပြန်ပြီးခမရရဲ့အလုပ်ကိုစတင်လိုက်ပါတော့ကျွန်တော်အဝေးကနေစောင့်ကြည့်နေပါမယ်ခမရအစဉ်သစ်ဖြစ်တဲ့အချိန်မှာကျွန်တော်ပေါ်လာပါမယ်ဒီလိုပြောပြတာနဲ့ကျွန်တော်ရဲ့စိတ်ပြောင်းသွားမှာကိုကြောက်လို့လားမသိသူဟာချက်ချင်းပဲထွက်ခွာသွားပါတယ်သူတောင်ပေါ်ကနေဆင်းသွားတာဟာလင်းယုံတကောင်ပြန်တန်းတာထပ်တောင်မြန်နေတယ်လို့ပါပဲခဏချင်းမှာပဲရေခဲပြင်ကြီးတွေကြားထဲမှာပျောက်ကွယ်သွားပါတော့တယ်သူ့ရဲ့ဇလန်းကတနေ့လုံးကြာခဲ့တာကြောင့်သူထွက်ခွာသွားချိန်မှာတော့နေဝင်လို့နေပါဖြစ်နေပါပြီမှောင်မလာခင်တောင်အောက်ကိုမြင်မြန်ဆင်းရမယ်ဆိုတာသိပေမဲ့ကျွန်တော်ရဲ့စိတ်ကလေးလံနေတယ်လို့ခြေလမ်းတွေကလည်းနေကွေးနေခဲ့တယ်ဒီနေ့ဖြစ်ပျက်ခဲ့တဲ့အရာတွေကြောင့်ကျွန်တော်မှာစိတ်ရှုပ်ထွေးနေခဲ့ပါတယ်မိနမတောင်ဝက်နားကရေပန်းလေးနားမှာခဏနေရင်တိတ်ဆိတ်တဲ့ညအလှကိုကြည့်ပြီးကျွန်တော်အကြကြီးငိုကြွေးမိခဲ့တယ်အိုးကျဲတွေတိမ်တွေနဲ့လေပြေတွေရဲ့မင်းတို့အားလုံးငါ့ကိုလှောင်ပြောင်နေကြတာလားငါ့ကိုတနာရင်ငါရဲ့စိတ်ကန်စားချက်တွေနဲ့မှတ်ဉာဏ်တွေကိုဖျက်ဆီးပေးကြပါတော့ငါဘာမှမဟုတ်တဲ့အရာတစ်ခုဖြစ်သွားပါရစေလို့ကျွန်တော်နာကျင်စွာအော်ဟစ်မိလိုက်ပါတယ်မနက်မိုးလင်းခါနီးမှာရှာမနစ်ရွာကိုရောက်ခဲ့ပြီးမနာတော့ပဲဂျနီဗာကိုချက်ချင်းပြန်လာခဲ့ပါတယ်ကျွန်တော်ရင်ထဲကခန်းစားချက်တွေကိုစကလုံးနဲ့တောင်ဖော်ပြလို့မရတော့ပါဘူးအိမ်ပြန်ရောက်တဲ့အခါကျွန်တော်ရဲ့ရုပ်ပြက်ဆင်းပြက်ပုံစံကြောင့်အိမ်သားတွေကစိုးရိမ်တကြီးမေးကြပေမဲ့ကျွန်တော်ဘာမှပြန်မဖြေနိုင်ခဲ့ဘူးကျွန်တော်ဟာချိန်စာတင်နေတဲ့လူတစ်ယောက်လိုခံစားနေရပြီးသူတို့ရဲ့ချစ်ချင်းနဲ့မထိုက်တန်တော့ဘူးလို့ထင်မိတယ်ဒါပေမဲ့သူတို့ကိုအရန်ချစ်တာကြောင့်သူတို့ကိုကာကွယ်ဖို့အတွက်ကျွန်တော်အမုန်းဆုံးဖြစ်တဲ့ဒီအလုပ်နောက်ထပ်ဘလူးကောင်တစ်ကောင်ဖန်ဆင်းဖို့ကိုလှုပ်ဆောင်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒီအတွေးတစ်ခုကပဲကျွန်တော်ရဲ့ဘဝမှာတကယ်လက်တွေ့ဘဝလိုဖြစ်နေပြီးကြံတဲ့အရာအလုံးကတော့အိမ်မက်တစ်ခုလိုပဲဖြတ်တန်းနေပါတော့တယ်အခန်းဆက်ရှိဂျနီဗာကိုပြန်ရောက်ပြီးနောက်ရက်တရပတ်တွေတပတ်ပြီးတပတ်ကုန်လွန်သွားခဲ့ပေမဲ့ကျွန်တော်ရဲ့အလုပ်ကိုပြန်ဆဖို့တတိမမွေးနိုင်ခဲ့ဘူးဂရိမတီရင်ဖြစ်လာမဲ့ဘလူးကြီးရဲ့လက်စားချိန်မှုကိုကြောက်မိသလိုတစ်ဖက်မှာလည်းကျွန်တော်ကိုခိုင်းစေထားတဲ့အဲ့ဒီဆက်စုပ်ပွဲအလုပ်တွေပေါ်မှာယွန်ရှာစိတ်ကိုမကြော်လွှားနိုင်ဖြစ်နေခဲ့တယ်မိမတရဝါတကောင်ကိုဖန်တီးဖို့ဆိုရင်နောက်ထပ်လာပေါင်းများစွာအချိန်ယူပြီးလေးလာစမ်းသပ်မှုတွေလုပ်ရအောင်မှဆိုတာကျွန်တော်သိနေတယ်အင်္ဂလိပ်အတွေးခေါ်ပညာရှင်တယောက်ရဲ့ရှာဖွေတွေ့ရှိမှုအချို့ဟာကျွန်တော်ရဲ့အောင်မြင်မှုအတွက်အရေးကြီးတယ်လို့ကြားထားတာကြောင့်အင်္ဂလန်ကိုသွားဖို့အဖေစီကခွင့်တောင်းရမလားလို့တခါတလေစဉ်းစားမိတယ်
ဒါပေမဲ့ကျွန်တော်ဟာအချိန်ဆွဲနိုင်သမျှဆွဲနေခဲ့ပြီးဒီအလုပ်ကိုစတင်ဖို့တွန်းဆုံနေခဲ့မိတယ်တကယ်တော့ကျွန်တော်စီမှာအပြောင်းလဲတချို့ရှိလာခဲ့ပါတယ်အရင်ကကြာဆင်းခဲ့တဲ့ကျွန်တော်ရဲ့ကျမ်းမာရေးဟာအခုတော့ပြန်ကောင်းလာခဲ့ပြီးအဲ့ဒီကန်ဆိုးမိုးပေါင်ကြားခဲ့တဲ့ဂရိကိုမတွေးမိတဲ့အချိန်မှာစိတ်ကလည်းပြန်လည်လန်းဆန်းလာခဲ့ပါတယ်အဖေကလည်းဒီအပြောင်းလဲကိုမြင်တော့ဝမ်းသာနေခဲ့ပြီးကျွန်တော်ရဲ့စိတ်သက်ကြမှုကိုအမြင့်ပြတ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုစဉ်းစားနေတော့တယ်စိတ်သက်ကြတဲ့ဝေဒနာပြန်ပေါ်လာတဲ့အချိန်မျိုးမှာတော့ကျွန်တော်ဟာလူသူနဲ့ဝေးရမှာပဲပုံနေတတ်ပါတယ်လေးဟာပြင်းတဲ့နေအောင်ကြီးကကျွန်တော်ရဲ့စိတ်ကိုပြန်လည်တည်ငြိမ်စေခဲ့ပြီးအိမ်ပြန်ရောက်လာတဲ့အခါမှာတော့တငယ်ချင်းတွေကိုပြုံးပြုံးရွှင်ရွှင်နဲ့နှုတ်ဆက်နိုင်ခဲ့ပါတယ်ဒီနေ့မှာတော့အဖေကကျွန်တော်ကိုတီးတန့်ခေါ်ပြီးအခုလိုပြောပါတယ်ချစ်တာမင်းအရင်လိုပြန်ပြီးပျော်ပျော်ရွှင်ရွှင်ဖြစ်လာတာကိုမြင်ရလို့ငါဝမ်းသာပါတယ်ဒါပေမဲ့မင်းအခုထိစိတ်မချမ်းသာသေးသလိုငါတို့နဲ့လည်းဝေးဝေးမှာပဲနေတုံးပါလားဒါနဲ့ပတ်သက်ပြီးငါအမျိုးမျိုးစဉ်းစားကြည့်တယ်မနေ့ကအတွေ့တစ်ခုရလာတယ်တကယ်လို့အဲ့ဒီအတွေ့ကမှန်နေမယ်ဆိုရင်ငါ့ကိုအမှန်တိုင်းပြောပြစေချင်တယ်ဒီလိုကိစ္စမျိုးမှာဖုံးကွယ်ထားတာကအားလုံးအတွက်ဒုက္ခပုံများစေလိမ့်မယ်အဖေရဲ့စကားအစမှတင်ကျွန်တော်တုန်လှုပ်သွားခဲ့မိတယ်အဖေကဆက်ပြောပါတယ်ငါအမှန်တိုင်းပြောရရင်မင်းနဲ့ငါတို့ရဲ့အချစ်တော်အဲလစ်ဘတ်တို့လက်ထပ်ကြတာကိုငါအမြဲတမ်းမျှော်လင့်ခဲ့တာမင်းတို့ကငယ်ငယ်ကတည်းကအတူတူကြီးပြင်းလာကြပြီးဇေယိုက်ချင်းလဲတူကြတယ်မဟုတ်လားဒါပေမဲ့ငါကတော့ဒါဟာအကောင်းဆုံးအစီအစဉ်လို့ထင်ထားပေမဲ့မင်းကတော့အဲလစ်ဘတ်ကိုနှမတစ်ယောက်လိုပဲသဘောထားပြီးဇနီးတစ်ယောက်အနေနဲ့မလိုလားတာမျိုးဖြစ်နေမလားလို့ငါစိုးရိမ်မိတယ်ဒါမှမဟုတ်မင်းမှာအခြားချစ်သူရှိနေလို့အဲလစ်ဘတ်ပေါ်ထားတဲ့ဂရိကိုအချားမှာမင်းစိတ်ဆင်းရဲနေတာလားအဖေစိတ်ချပါဗျာကျွန်တော်အဲလစ်ဘတ်ကိုတကယ်ချစ်ပါတယ်သူမထပ်ပို့ပြီးကျွန်တော်လေးစားချစ်ခင်ရတဲ့အမျိုးသမီးတယောက်မှမရှိပါဘူးကျွန်တော်ရဲ့အနာဂတ်မျှော်လင့်ချက်တွေအားလုံးကလည်းသူမနဲ့လက်ထပ်ဖို့အပေါ်မှာပဲရှိနေတာပါဖစ်တာမင်းဒီလိုပြောတာကြားရတာငါအတွက်တော့အပျော်ဆုံးပါပဲမင်းဒီလိုခံစားရတယ်ဆိုရင်ငါတို့အားလုံးပျော်ရွှင်ရမှာပါအခုမင်းရဲ့စိတ်ကိုလွှမ်းမိုးထားတဲ့အမှောင်ထုကိုငါဖယ်ရှားပေးခြင်းနဲ့အဲ့ဒါကြောင့်မင်းတို့ရဲ့မင်္ဂလာပွဲကိုအခုချက်ချင်းကျင်းပဖို့မင်းမှာကန့်ကွက်စရာရှိသလားဆိုတာပြောပါဦးငါကတော့အသက်ကြီးပြီဆိုတော့မင်းတို့အမြန်ဆုံးအခြေကျတာကိုမြင်ချင်တာပေါ့ဒါပေမဲ့မင်းရဲ့ပျော်ရွှင်မှုကိုငါကအမိန်ပေးတာမျိုးမဖြစ်စေချင်ပါဘူးအဲ့ဒါကြောင့်မင်းရဲ့အဖြေကိုရိုးရိုးသားသားပဲပြောပြပါကျွန်တော်တိတ်ဆိတ်စွာနားထောင်နေမိပြီးဘာပြန်ပြောရမလဲဆိုတာဝေခွဲမရဖြစ်နေခဲ့တယ်။အိုးကျွန်တော်အတွက်တော့အဲလစ်ဘတ်နဲ့အခုချက်ချင်းလက်ထက်ရမှာကိုတွေးလိုက်တာနဲ့တင်ထိတ်လန့်တုန်လှုပ်မိပါတယ်။ကျွန်တော်မှမဖြည့်ဆည်းရသေးတဲ့ဂရိကိုကြီးရှိနေသေးတာကိုဒီတေလက်အောင်လေးလံတဲ့ဝန်တော့ဝန်ပိုးကြီးကိုပခုံးပေါ်မှာထမ်းထားပြီးကျွန်တော်ဘယ်လိုလုပ်ပျော်ပွဲရှင်ပွဲတွေလုပ်နိုင်မှာလဲ။အရင်ဆုံးကျွန်တော်ရဲ့ဂရိကိုတီးအောင်လုပ်ရမယ်။ပြီးမှဘလူးကြီးကိုသူ့အဖော်နဲ့အတူအဝေးကိုလွှတ်လိုက်ပြီးမှပဲကျွန်တော်ငြိမ်းချမ်းတဲ့ဘဝကိုရှာနိုင်မှာပါ။နောက်ပြီးအင်္ဂလန်ကိုသွားပြီးအဲ့ဒီပညာရှင်တွေစီကဘုသူရတွေရဖို့ကလည်းကျွန်တော်အတွက်မဖြစ်မနေလိုအပ်နေတာလေအိမ်မှာနေရင်ဒီဆက်စုပ်ပွဲအလုပ်ကိုလုပ်ဖို့ဆိုတာလဲကျွန်တော်လုံးဝမတွေးဝံ့ပါဘူးကျွန်တော်ချစ်ရတဲ့သူတွေကြားမှာဒီလိုမဟုတ်တာတွေလုပ်နေရင်တခုခုမှားရင်သွားရင်အားလုံးထိတ်လန့်သွားကြလိမ့်မယ်ဒါကြောင့်ဒီအလုပ်ကိုလုပ်နေတော့မှကျွန်တော်ချစ်ရတဲ့သူတွေနဲ့ဝေးရမှာရှိနေတဲ့တယ်လို့ဆုံးဖြတ်လိုက်ပါတယ်အလုပ်ပြီးသွားတာနဲ့ဂရိတီဗီမို့ဘလူးကြီးကထာဝရထွက်သွားလိမ့်မယ်ဒါမှမဟုတ်တခုခုဖြစ်ပြီးသူတည်သွားရင်လည်းကျွန်တော်ရဲ့ဘဝကအကုန်ဆုံးသွားမှာပေါ့လို့ကျွန်တော်စိတ်ကူးယဉ်မိပါတယ်ဒါကြောင့်အဖေကိုကျွန်တော်အင်္ဂလန်ကိုသွားချင်တဲ့အကြောင်းပြောပြလိုက်ပါတယ်ဒါပေမဲ့တကယ်အကြောင်းရင်းကိုတော့ဖုံးကွယ်ထားပြီးအဖေစိတ်မပူရအောင်အခြားအကြောင်းပြချက်တွေပေးလိုက်တယ်အဖေကလည်းကျွန်တော်ဒီလိုခီးသွားချင်တဲ့စိတ်ရှိနေတာကိုမြင်တော့ဝမ်းသာသွားပြီးခီးထွက်တာကကျွန်တော်ရဲ့စိတ်သက်ကြမှုကိုပျောက်ကင်းစေလိမ့်မယ်လို့မျှော်လင့်နေခဲ့ပါတယ်ကျွန်တော်ဘယ်လောက်ကြာသွားမလဲဆိုတာကိုတော့ကျွန်တော်အလိုတိုင်းပဲလအနည်းငယ်ကနေတစ်နှစ်လောက်အထိသတ်မှတ်လိုက်ပါတယ်အဖေကတော့ကျွန်တော်အတွက်အဖော်ရအောင်ကလာဘဲကို Starbucks မှာကျွန်တော်တို့စီလာပူပေါင်းဖို့ Elizabeth နဲ့တိုင်ပင်ပြီးစီစဉ်ပေးလိုက်ပါတယ်ဒါဟာကျွန်တော်လိုချင်တဲ့တပိုတဲ့ဖြစ်မှုကိုအနှောက်အယှက်ပေးသလိုဖြစ်နေပေမဲ့ခီးစဉ်စောက်စားခြင်းမှာတငယ်ချင်းရှိနေတာကလည်းစိတ်သက်သာရာရစေမှာပါဟင်နရီသာရှိနေရင်ကျွန်တော်ရဲ့ရန်သူကကျွန်တော်စီကိုလာပြီးအလုတ်အခြေအနေတွေဒါစစ်ဆေးတာမျိုးကိုလည်းတားဆီးပေးနိုင်မယ်လို့ကျွန်တော်တွေးမိပါတယ်ကျွန်တော်ဟာအင်္ဂလန်ကိုသွားဖို့လမ်းစာပြုခဲ့ပြီးပြန်ရောက်တာနဲ့အဲလစ်ဘတ်နဲ့ချက်ချင်းလက်ထပ်ဖို့သဘောတူညီခဲ့ကြပါတယ်။အဖေကတော့သူအသက်ကြီးနေပြီဖြစ်လို့ဒီမင်္ဂလာပွဲကိုနောက်ထပ်အချိန်တွေမဆွဲကျင်တော့ပါဘူး။ကျွန်တော်အတွက်ကတော့ဒီဆက်စုပ်ပွဲအလုပ်ကြီးကိုလုပ်ရမယ့်အတွက်ကိုပေးထားတဲ့ဆုလက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ဒီကြုံခံနေရတဲ့ဘဝကနေလွတ်မြောက်ပြီးအဲလစ်ဘတ်နဲ့ပေါင်းဖက်ကအတိတ်ကဆိုးရွားမှုတွေကိုမေ့ပြစ်နိုင်မယ့်နေ့ရက်ပါပဲ။ကျွန်တော်ခီးအတွက်ပြင်ဆင်နေတော့မှစိုးရိမ်စိတ်တစ်ခုကအမြဲခြောက်လန့်နေခဲ့တယ်ကျွန်တော်မရှိခိုက်မှာကျွန်တော်ရဲ့ရန်သူကအိမ်မှာကြံခဲ့တဲ့မိသားစုကိုဒုက္ခပေးမလားဆိုတာပါပဲဒါပေမဲ့သူကကျွန်တော်သွားလေရာကိုလိုက်မယ်လို့ကတိပေးထားခဲ့တာမို့သူလည်းအင်္ဂလန်ကိုလိုက်လာလိမ့်မယ်လို့တွေးမိပါတယ်ဒါကထိတ်လန့်စရာကောင်းပေမဲ့တစ်ဖက်မှာလည်းကျွန်တော်ရဲ့မိသားစုဘေးကင်းမယ်ဆိုတဲ့အသည့်ကြောင့်စိတ်သက်သာရာရစေခဲ့ပါတယ်စက်တင်ဘာလနှောင်းပိုင်းမှာကျွန်တော်ဇာတိမြေကနေထွက်ခွာခဲ့ပါတယ်အဲလစ်ဘတ်ကတော့ကျွန်တော်သူမနဲ့ဝေးရမှာဝမ်းနဲ့ပူဆွေးနေမှာကိုစိုးရိမ်နေခဲ့ပြီးကျွန်တော်အတွက်အဖော်ရအောင်ကလာဘဲကိုထည့်ပေးလိုက်ပါတယ်ကျွန်တော်ဟာရထားလုံးတွေပေါ်တက်လိုက်ချိန်မှာဘဲကိုသွားနေမှတော့တေချာမသိသလိုပတ်ဝန်းကျင်ကိုလည်းဂီးမဆိုင်နိုင်ခဲ့ပါဘူးကျွန်တော်ရဲ့ဓာတုဗေဒကိရိယာတွေကိုပဲထည့်သွားဖို့တတိယနေခဲ့ပြီးတယ်လှပတဲ့မြင်ကွင်းတွေကိုဖျက်သွားပေမဲ့ကျွန်တော်မျက်လုံးထဲမှာတော့လောက်ရမယ့်အလုပ်တွေကိုပဲမြင်အောင်နေခဲ့ပါတယ်
ရက်နေငယ်ကြတော့ Starbucks ကိုရောက်ခဲ့ပြီး Clave နဲ့ဆုံခဲ့ပါတယ်။အော်ကျွန်တော်တို့နှစ်ယောက်ရဲ့ကွာခြားချက်ကတော့တကယ်ကိုကြီးမားလာပါတယ်။သူကတော့မြင်သမျှမြင်ကွင်းတစ်တိုင်းကိုစိတ်ဝင်စားရှိနေပြီးနေဝင်ချိန်အလှကိုကြည့်ပြီးပျော်ရွှင်နေတတ်သူပါ။ဒါဟာအသက်ရှင်ရခြင်းရဲ့အရသာပဲ Victor ရငါတော့ဘဝကိုအပြည့်အဝခံစားနေရပြီ။မင်းကတော့ဘာလို့ဒီလောက်ဝမ်းနဲ့နေရတာလဲလို့သူကမေးတတ်ပါတယ်။တကယ်တော့ကျွန်တော်ကတော့စိတ်ညစ်စရာအတွေ့အကြုံနဲ့ပဲပြေးနေခဲ့တာပါ။ခင်ဗျားတို့လည်းကျွန်တော်ရဲ့စိတ်ညစ်စရာတွေးတောချက်တွေနဲ့စာရင်တဘာဝအလှပတွေကိုခန်းစားတတ်တဲ့ Clave ရဲ့ခီးသွွားမှတ်တမ်းကိုပို့ပြီးစိတ်ဝင်စားကြမှာပါ။ကျွန်တော်ကတော့ပျော်ရွှင်ခွင့်တကားမှန်သမျှအပိတ်ခံထားရတဲ့ကျင်းစာတင်နေသူတယောက်ပါပဲ။ကျွန်တော်တို့ဟာ Rhyme မြစ်တစ်လျှောက်လှေနဲ့စုံစင်းခဲ့ကြပါတယ်။လမ်းမှာလှပတဲ့ကျုံကလေးတွေနဲ့မြို့ကလေးကိုဖျက်ကျော်ခဲ့ကြတယ်။ Mines မြို့ကနေကျော်သွားတဲ့အခါမြစ်ကြောင်းဟာပိုပြီးလှပလာပါတယ်။တောင်ကုန်းတွေကြားမှာမြစ်ကအရှိန်နဲ့စီးဆင်းနေပြီးတောင်ကပယံတွေပေါ်မှာပျက်စီးနေတဲ့ရဲတိုက်ဟောင်းကြီးတွေကိုတွေ့ရတယ်။တစ်ဖက်မှာကြောင်ကဘာတွေရှိနေပေမဲ့တစ်ဖက်မှာတော့စိမ့်လန်းနေတဲ့စပစ်ချန်တွေနဲ့စီကားတဲ့မြို့ကလေးတွေကိုမြင်တွေ့ရတာဟာတကယ်ကိုထူးခြားတဲ့မြင်ကွင်းပါပဲ။ကျွန်တော်တို့ခီးသွားတဲ့အချိန်ကစပစ်သီးခိုးတဲ့အချိန်ဖြစ်လို့အလုသမားတွေရဲ့တချင်းဆိုတန်းတွေကိုလည်းကြားနေရပါတယ်။စိတ်တက်ကြနေတဲ့ကျွန်တော်တို့မှဒီမြင်ကွင်းတွေကိုကြည့်ပြီးစိတ်အေးချမ်းသာမှုကိုအတိုင်းအတာတစ်ခုထိရရှိခဲ့ပါတယ်။ Henry Clave ကတော့နက်ပြည်ကိုရောက်နေတယ်လို့မျိုးပျော်ရွှင်နေခဲ့တာပါ။သူကဆွစ်ဇာလန်တောင်တန်းတွေထက်စာရင်ဒီမြစ်ကမ်းနားကအလှပတွေကလူသားတွေနဲ့ပိုပြီးနီးစပ်တယ်လို့ချီးမွမ်းနေခဲ့ပါတယ်။ Clave ကျွန်တော်ရဲ့အချစ်ဆုံးတငယ်ချင်းရဲ့ခမရရဲ့ချီးမွမ်းစကားတွေကိုအခုပြန်ရေးနေရတာတော့ကျွန်တော်အတွက်အဝမ်းသာစရာပါ။သူဟာတဘာဝတရားရဲ့ကြပြတပုတ်လိုဖန်တီးထားတဲ့သူမျိုးပါ။စိတ်ဓာတ်ဟာအယမ်းနှူးညံ့ပြီးခင်မှုမှုအပေါ်မှာလည်းအယမ်းကိုသစ္စာရှိတဲ့သူပါ။သူဟာတဘာဝအလှပကိုရိုးရိုးလေးပဲကြည့်နေတာမဟုတ်ပဲတကယ်ကိုအသေးဆွဲအောင်ချစ်မြတ်နိုးတတ်သူပါ။အခုတော့သူဘယ်မှာရှိနေတယ်လဲဒီလိုနူးညံ့လှပတဲ့သူဟာထာဝရပြောက်ကွယ်သွားပြီလားမဟုတ်ပါဘူးသူ့ရဲ့ရုပ်ခန္ဓာကတော့ပျက်စီးသွားပြီဖြစ်ပေမဲ့သူ့ရဲ့ဝိညာဉ်ကတော့ကျွန်တော်လိုစိတ်ဆင်းရဲနေရတဲ့တငယ်ချင်းစီကိုအမြဲလာပြီးနှစ်သိမ့်ပေးနေတော့မှာပဲကျွန်တော်ရဲ့ဝမ်းနည်းမှုကိုခွင့်လွှတ်ပေးကြပါဟင်နရီကိုသတိရမိလို့ရင်ထဲမှာခံစားချက်တွေပြည့်ပြည့်လာလို့ပါကျွန်တော်ရဲ့ဇလန်းကိုဆက်ပြရစီကိုလုံးမြို့ကိုကြော်ပြီးတဲ့နောက်ဟော်လန်ကလွင်မြေတွေစီကိုရောက်ခဲ့ပါတယ်အဲဒီကနေတဆင့်ရော်ဒါဒန်ကိုသွားခဲ့ပြီးပင်လယ်ခီးကနေအင်္ဂလန်ကိုထွက်ခွာခဲ့ကြပါတယ်ဒီဇင်ဘာလရဲ့တာယာတဲ့မနက်ခင်းတစ်ခုမှာဗြိတိန်ရဲ့အဖြူရောင်တောင်ကဘာကြီးတွေကိုကျွန်တော်ပထမဆုံးစမြင်ခဲ့ရပါတယ်။သင်းမြစ်ကမ်းနားကမြင်ကွင်းတွေကတော့အထူးဆန်းတွေပါပဲ။ Tavuri ခန္ဓာတို့ Granite တို့လိုကျွန်တော်ငယ်ငယ်ကကြားပူးခဲ့တဲ့နေရာတွေကိုဖျက်ကျော်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့အင်္ဂလန်ရဲ့အများပြလှတဲ့ဖျားเจ้าအမိုးအချုံတွေကိုမြင်လိုက်ရပါတယ်။အားလုံးရဲ့အထက်မှာမြင့်မားနေတဲ့စိန်ဘောဖျားเจ้าကြီးနဲ့အင်္ဂလိပ်သမိုင်းမှာကြော်ကြားတဲ့လန်ဒန်မျှော်စင်ကြီးကိုလည်းတွေ့မြင်လိုက်ရပါတော့တယ်။အခန်း19လန်ဒန်ဟာကျွန်တော်တို့ခေတ္တနာခွေရာနေရာဖြစ်လာခဲ့ပြီးဒီထူးခြားကြော်ကြားတဲ့မြို့ကြီးမှာလအနှဲငယ်ကြာနေထိုင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ကလာဗယ်ကတော့အဲ့ဒီခေတ်ကထွန်းကားနေတဲ့ပညာရှင်တွေပါရမီရှင်တွေနဲ့တွေ့ဆုံကျင်နေခဲ့တာပါ။ဒါပေမဲ့ကျွန်တော်ကတော့ဒါဟာအဓိကမဟုတ်ပါဘူး။ကျွန်တော်ဟာဂရိပေးထားတဲ့အလုပ်ကိုအပြီးတက်နိုင်ဖို့လိုအပ်တဲ့ဘူးသူရတွေရရှိဖို့ကိုပဲအာရုံစိုက်နေခဲ့ပြီးပါလာတဲ့မိတ်ဆက်စာတွေကိုအသုံးပြုကနာမည်ကြီးတဘာဝဒသနပညာရှင်တွေနဲ့အမြန်ဆုံးတွေ့ဆုံခဲ့ပါတယ်။တကယ်လို့ဒီခေတ်ဟာကျွန်တော်ပျော်ရွှင်နေရတဲ့ចောင်းသားဘဝတုန်းကသာဖြစ်ခဲ့မယ်ဆိုရင်ပေါ်ပြလို့မရနိုင်တဲ့ပျော်ရွှင်မှုကိုပေးစွမ်းနိုင်မှာပါဒါပေမဲ့အခုတော့ကျွန်တော်ဘဝထဲကိုအမောင်တို့ကရောက်ရှိနေပြီဖြစ်လို့ကျွန်တော်ဟာဒီပညာရှင်တွေစီကိုပဲကိုယ့်အတွက်လိုအပ်တဲ့အချက်လက်တွေရဖို့တတ်တတ်ပဲသွားခဲ့တာပါလူတွေနဲ့ရောနှောနေရတာဟာကျွန်တော်အတွက်စိတ်အနှောက်အယှက်ဖြစ်စရာပါတယောက်တည်းရှိနေချိန်မှာပဲကောင်းကင်နဲ့မြေပြင်ရဲ့အလှပတွေကိုခံစားနိုင်ပြီးဟင်နရီရဲ့အတန်ကကျွန်တော်ကိုခေတ္တမြစိတ်အေးချမ်းမှုပေးနိုင်ခဲ့ပါတယ်ဒါပေမဲ့ပျော်ရွှင်နေရတဲ့လူတွေရဲ့မျက်နှာကိုမြင်လိုက်ရတော့ကျွန်တော်ရင်ထဲမှာစိတ်ပြက်အားငယ်မှုတွေပဲပြန်ပေါ်လာတတ်ပါတယ်ကျွန်တော်နဲ့အခြားလူသားတွေကြားမှာကြော်လွှားလို့မရတဲ့အတားအဆီးတစ်ခုရှိနေတယ်လို့ပါပဲအဲ့ဒီအတားအဆီးဟာဝီလီယံနဲ့ဂျက်စတင်တို့ရဲ့သွေးတွေနဲ့ချိတ်ပိတ်ထားတာဖြစ်လို့ဒီအကြောင်းကိုတွေးမိတိုင်းကျွန်တော်ရဲ့ဝိညာဉ်ဟာနာကျင်မှုနဲ့ပြည့်နှက်နေခဲ့ရပါတယ်ဒါပေမဲ့ကလာဗယ်ကိုကြည့်လိုက်ရင်တော့ကျွန်တော်ရဲ့အရင်ကပုံစံကိုမြင်နေရတယ်လို့ပါပဲသူဟာအသစ်ဆန်းတွေကိုလေ့လာဖို့စိတ်အားထက်သန်နေခဲ့ပါတယ်သူဟာအိန္ဒိယကိုသွားဖို့ရည်မှန်းချက်ရှိနေပြီးဘာသာစကားအမျိုးမျိုးကိုလေ့လာခါဥရောပရဲ့ကုန်သွယ်ရေးနယ်ချဲ့မှုတွေမှာကူညီပေးနိုင်မယ်လို့ယုံကြည်နေခဲ့ပါတယ်။ပြီးတိမ်မှာပဲသူ့ရဲ့အစီအစဉ်တွေကိုပို့ပြီးအကောင့်ထဲပေါ်နိုင်ခဲ့တာပါ။သူဟာအမြဲတမ်းအလုပ်ရှုပ်နေခဲ့ပြီးသူ့ရဲ့ပျော်ရွှင်မှုကိုဟန်တားနေတဲ့တခုတည်းသောအရာကတော့ကျွန်တော်ရဲ့ဝမ်းနဲ့ပူဆွေးနေတဲ့စိတ်ဓာတ်ပါပဲ။သူ့ရဲ့ပျော်ရွှင်မှုကိုမနှောက်ယှက်ချင်တာကြောင့်ကျွန်တော်ရဲ့ခံစားချက်တွေကိုတတ်နိုင်သလောက်ဖုံးကွယ်ထားခဲ့ပါတယ်။ကျွန်တော်ဟာအလုပ်ကိစ္စရှိတယ်လို့အကြောင်းပြပြီးသူ့နောက်ကိုမလိုက်ပဲတယောက်တည်းနေခဲ့တဲ့အချိန်တွေလည်းအများကြီးပါပဲ။အဲ့ဒီအချိန်မှာပဲကျွန်တော်ဟာနောက်ထပ်တရားတစ်ကောင်ကိုဖန်တီးဖို့လိုအပ်တဲ့ပစ္စည်းတွေကိုစတင်စုဆောင်းခဲ့ပါတယ်။ဒါဟာကျွန်တော်အတွက်တော့ခေါင်းပေါ်ကိုရေစက်တွေတစ်စက်ပြီးတစ်စက်အမြဲကျနေတယ်လို့မျိုးနှိပ်စက်မှုကိုခံစားနေရတာပါ။ဒီအလုပ်အကြောင်းကိုတွေးမိတိုင်းရင်ထဲမှာအမြဲနာကျင်နေရပါတယ်။လန်ဒန်မှာလအနှဲငယ်ကြာပြီးနောက်စကော့တလန်ကလူတစ်ယောက်စီကစာတစောင်ရောက်လာခဲ့ပါတယ်။သူကသူ့ရဲ့နေရက်ကအလှပတွေကြောင်းပြောပြပြီးသူနေထိုင်ရာပတ်မြို့အထိလာလည်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။
ကလာဗယ်ကဒီဖိတ်ကြားချက်ကိုသဘောကျနေခဲ့တယ်လို့ကျွန်တော်ကိုယ်တိုင်ကလည်းတဘာဝတရားရဲ့အလှပတွေကိုပြန်မြင်ကျင်တာကြောင့်သဘောတူလိုက်ပါတယ်။အော်တိုဘာလအစောပိုင်းမှာအင်္ဂလန်ကိုရောက်ခဲ့ကြပြီးအခုတော့ဖေဖော်ဝါရီလရောက်နေပါပြီ။နောက်တစ်လကြာရင်မြောက်ဘက်ကိုခီးစတင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒီခီးမှာကျွန်တော်တို့ဟာအီဒင်ဘာကိုတမ်းမသွားပဲဝင်းဆာအော့စ်ဖို့မတ်လော့နဲ့ကမ်ဘာလန်ရေအိုင်တွေစီကိုလဲပတ်ဖို့စီစဉ်ခဲ့ကြပြီးဇူလိုင်လအကုန်လောက်မှာခီးစဉ်ကိုအပြီးသတ်ဖို့ရည်ရွယ်ထားခဲ့ပါတယ်။ကျွန်တော်ဟာကျွန်တော်ရဲ့ဓာတုဗေဒကရိယာတွေနဲ့စုဆောင်းထားတဲ့ပစ္စည်းတွေကိုထုတ်ပိုးလိုက်ပြီးစကော့တလန်ရဲ့ဝေးလံခေါင်တည်တဲ့မြောက်ပိုင်းကုန်းမြင့်အရက်တစ်ခုမှာပဲကျွန်တော်ရဲ့အလုပ်ကိုအဆုံးသတ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။မတ်လ29ရက်နေ့မှာတော့လန်ဒန်ကနေထွက်ခွာခဲ့ပြီးဝင်းဆာရဲ့လှပတဲ့တောအုပ်ထဲမှာရက်အနှဲငယ်ကြာလှည့်လည်ခဲ့ကြပါတယ်။ကျွန်တော်တို့လိုတောင်ပေါ်သားတွေအတွက်တော့ကြီးမားတဲ့ဝတ်တချပင်ကြီးတွေနဲ့တစ်ပင်အုပ်ကြီးတွေကိုမြင်ရတာဟာထူးခြားတဲ့အတွေ့အကြုံပါပဲ။အဲဒီကနေတဆင့်အော့စ်ဖို့ကိုခီးဆက်ခဲ့ကြပါတယ်။မြို့ထဲကိုဝင်လိုက်တာနဲ့လွန်ခဲ့တဲ့နှစ်ပေါင်း150ကျော်ကဒီမှာဖြစ်ပျက်ခဲ့တဲ့တမိုင်းဝင်အဖြစ်အပျက်တွေကိုသတိရမိကြပါတယ်။ဒီနေရာဟာပထမမြောက်ချားဘရင်ရဲ့စစ်တပ်တွေကိုစူးစီးခဲ့တဲ့နေရာပါ။တနိုင်ငံလုံးကလွှတ်တော်ဘက်ကိုပါသွားချိန်မှာတော့ဒီမြို့ကတော့ဘရင်အပေါ်မှာသစ္စာရှိခဲ့တာပါ။ကန်ဆိုးမိုးမောင်ကြခဲ့တဲ့ဘရင်နဲ့သူ့ရဲ့နောက်လိုက်တွေအကြောင်းတွေးမိရင်မြို့ရဲ့နေရာတိုင်းမှာစိတ်ဝင်စားစရာတွေတွေ့နေရပါတယ်။ရှေးဟောင်းကျောင်းတော်ကြီးတွေကလည်းအရန်ကိုလှပပါတယ်။လှပတဲ့အိုက်စစ်မြစ်ကလည်းမြို့ဘေးမှာအေးအေးဆေးဆေးစီးဆင်းနေပြီးမျှော်စင်တွေဖျားရှိခိုးကြောင်အမိုးချုံတွေကိုရေပြင်ပေါ်မှာထည့်ရနေစေခဲ့ပါတယ်။ဒီမြင်ကွင်းတွေကိုကျွန်တော်သဘောကျခဲ့ပေမဲ့အတိတ်ကအမှတ်ရမှုနဲ့အနာဂတ်အတွက်စိုးရိမ်မှုကြောင့်ကျွန်တော်ရဲ့ပျော်ရွှင်မှုတွေဟာခါတီးနေခဲ့ရပါတယ်။ကျွန်တော်ဟာငြိမ်းချမ်းတဲ့ပျော်ရွှင်မှုအတွက်ပဲဖန်တီးခံခဲ့ရတာပါ။ငယ်စဉ်ကဆိုရင်ဘာမှစိတ်မညစ်ခဲ့ရဘူး။ဒါပေမဲ့အခုတော့ကျွန်တော်ဟာမိုးချိုးပစ်ခံထားရတဲ့တစ်ပင်တစ်ပင်လိုဖြစ်နေပါပြီ။ကျွန်တော်ရဲ့ဝိညာဉ်ထဲကိုဒဏ်ရာတွေရောက်ရှိနေပြီးကျွန်တော်ဟာမကြခင်မှာပျက်စီးသွားတော့မဲ့လူသားတစ်ယောက်ရဲ့တနာစရာကောင်းတဲ့ပုံရိပ်တစ်ခုပဲဖြစ်နေပါတော့တယ်။အော့စ်ဖို့မှာအတော်ကြာအောင်နေခဲ့ပြီးအင်္ဂလိပ်သမိုင်းနဲ့ပတ်သက်တဲ့နေရာတွေကိုရှာဖွေခဲ့ကြပါတယ်။နာမည်ကျော်ဟမ်တန်ရဲ့ဂူဗိမ္မာန်နဲ့သူကြာရှုံးခဲ့တဲ့စစ်မြေပြင်ကိုလည်းတွားလဲခဲ့ပါတယ်။အဲ့ဒီအခိုက်အတန့်မှာတော့ကျွန်တော်ရဲ့စိတ်ဟာကြောက်ရွံ့မှုကနေခိတ္တလွတ်မြောက်သွားပြီးလွတ်လပ်မှုနဲ့ဆွတ်လွတ်အနစ်နာခံမှုတွေကြောင့်တွေးတောမိခဲ့ပါတယ်။ခဏလောက်တော့ကျွန်တော်ရဲ့တန်ကြိုးတွေကိုခါထုတ်ပစ်လိုက်ပြီးလွတ်လပ်တဲ့စိတ်နဲ့ပတ်ဝန်းကျင်ကိုကြည့်ဖို့ကြိုးစားခဲ့ပေမဲ့အဲ့ဒီတန်ကြိုးတွေကကျွန်တော်ရဲ့အသားတဲ့အထိစိတ်ဝင်နေတာကြောင့်ကြောက်ရွံ့မှုတွေကြားတဲ့ကိုပဲပြန်ပြီးနှမြုပ်သွားခဲ့ရပြန်ပါတယ်။အော့စ်ဖို့ကနေထွက်ခွာခဲ့ပြီးမတ်လော့ကိုသွားခဲ့ကြပါတယ်။ဒီနေရာကမြင်ကွင်းတွေကဆွစ်ဇာလန်နဲ့တော်တော်လေးဆင်တူပါတယ်။တောင်ကုန်းလေးတွေကတော့ကျွန်တော်ရဲ့ဇာတိမြေကအဲပိုင်းတောင်တန်းတွေလောက်မမြင်ပါဘူး။ထူးခြားတဲ့ဂူတွေနဲ့သဘာဝသမိုင်းပြတိုက်လေးတွေကိုသွားကြည့်ခဲ့ကြပါတယ်။ရှာမနစ်ဆိုတဲ့နာမည်ကိုဟင်နရီကပြောလိုက်တဲ့အခါကျွန်တော်ဟာထိတ်လန့်တုန်လှုပ်သွားပြီးအဲ့ဒီကြောက်စရာကောင်းတဲ့မြင်ကွင်းတွေကိုသတိရစေတဲ့မတ်လော့ကနေအမြန်ဆုံးထွက်ခွာခဲ့ပါတယ်။ဒါဗီကနေတဆင့်မြောက်ဘက်ကိုဆက်သွားရင်ကန်ဗာလန်နဲ့ဝက်စ်မော်လန်တို့မှာ2လလောက်နေခဲ့ကြပါတယ်။အခုတော့ကျွန်တော်ဟာဆွစ်ဇာလန်တောင်ကြားတွေထဲပြန်ရောက်နေတယ်လို့ခံစားနေရပါပြီ။နှင်းတွေရေအိုင်တွေနဲ့ကြောက်ဆောင်တွေကြားတွေကစီးဆင်းနေတဲ့မြစ်တွေကိုမြင်ရတာဟာကျွန်တော်အတွက်ရင်းနှီးပြီးချစ်ခင်ရတဲ့မြင်ကွင်းတွေပါပဲဒီမှာလဲကျွန်တော်တို့မိတ်ဆွေအသစ်တချို့ရခဲ့ပါတယ်ကလာဗယ်ရဲ့ပျော်ရွှင်မှုကတော့ကျွန်တော်ထက်အများကြီးပိုပါတယ်သူကတော့ပါရမီရှင်တွေနဲ့စုံတွေ့ရတာကိုသဘောကျနေပြီးဒီတောင်တန်းတွေကြားထဲမှာပဲငါတဘွားလုံးနေသွားကျင်တော့တယ်လို့တောင်ပြောခဲ့ပါသေးတယ်ခီးသွားတယောက်ရဲ့ဘဝဟာပျော်ရွှင်မှုတွေကြားထဲမှာနာကျင်မှုတွေလည်းရှိနေတတ်တာပါပဲစိတ်ပန်းဖြေဖို့စူးစမ်းတိုင်းအသစ်ဆန်းတွေကိုလိုက်ကြည့်နေတာနဲ့တည်းစိတ်အာရုံတွေပြန်လွင်နေခဲ့ပါတယ်ကန်ဗာလန်နဲ့ဝက်စ်မော်လန်ကရေအိုင်တွေကိုကြည့်ရှုပြီးနောက်စကော့တလန်ကမိတ်ဆွေစီသွားရမယ့်အချိန်ရောက်လာခဲ့ပါတယ်ကျွန်တော်အတွက်တော့ခီးဆက်ရတာကိုဝမ်းမနေမိပါဘူးကျွန်တော်ဟာဂရိပေးထားတဲ့အလုပ်ကိုအချိန်တော်ကြာပြစ်ထားခဲ့မိလို့ဘလူးကြီးရဲ့ဒေါသကိုကြောက်နေမိတာကိုသူကဆွစ်ဇာလန်မှာကြံခဲ့ပြီးကျွန်တော်မိသားစုကိုလက်စားချင်နေမလားဆိုတဲ့အတွေ့ကကျွန်တော်ကိုအမြဲခြောက်လန့်နေခဲ့တယ်အိမ်ကစားလာရင်လဲအဲလစ်ဘတ်ဒါမှမဟုတ်အဖေစီကစာအိတ်ပေါ်ကလက်ရည်ကိုမြင်ုံနဲ့တင်တခုခုဖြစ်နေပြီလားဆိုပြီးဖတ်ဖို့တော့မရဲလောက်အောင်ကိုကြောက်နေမိပါတယ်တခါတလေမှလည်းဘလူးကြီးကကျွန်တော်နောက်ကိုလိုက်လာပြီးကျွန်တော်ရဲ့အဖော်ဟင်နရီကိုတပ်ပစ်မလားဆိုပြီးစိုးရိမ်တာကြောင့်ဟင်နရီရဲ့အရေးလိုမျိုးထက်ချက်မကွာလိုက်နေပြီးပါတော့တယ်ကျွန်တော်မှအပြစ်မရှိပေမဲ့ကြီးမားတဲ့ချိန်စာတစ်ခုကိုတည်ဆောင်ထားရတယ်လို့ခံစားနေရပါတယ်အီဒင်ဘာမြို့ကိုရောက်တော့ကျွန်တော်ကတော့စိတ်မပါလက်မပါနဲ့ပဲကြည်နေမိတယ်ဒါပေမဲ့ဒီမျိုးကတကယ်တော့အရန်လှပတဲ့မျိုးတစ်မျိုးပါကလာဗယ်ကတော့အော့စ်ဖို့လောက်ရှင်းမကြလို့တိတ်မကြိုက်ပေမဲ့မြို့သစ်ရဲ့တည်သက်လှပမှုနဲ့ရဲတိုက်ကြီးတွေကိုကြည့်ပြီးသဘောကျနေခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ခီးစဉ်ကိုအမြန်ဆုံးအဆုံးသတ်ချင်နေပြီတပတ်အကြာမှာအီဒင်ဘာကနေထွက်ခွာလာပြီးပတ်မြို့ကိုရောက်ခဲ့ကြတယ်အဲ့ဒီမှာကျွန်တော်ကလာဗယ်ကိုအခုလိုပြောလိုက်ပါတယ်ဟင်နရီမင်းဒီမှာပဲအပန်းပြေနေခဲ့ပါငါစကော့တလန်ကိုတယောက်တည်းလဲချင်လို့တစ်လနှစ်လလောက်ကြာနိုင်ပေမဲ့ငါ့ကိုလွှတ်ထားပေးပါငါစိတ်အေးအေးထားချင်လို့ပါငါပြန်လာရင်တော့မင်းလိုပဲပျော်ရွှင်တဲ့စိတ်နဲ့ပြန်လာနိုင်မယ်လို့မျှော်လင့်ပါတယ်ပေါ့ဟင်နရီကကျွန်တော်ကိုတားချင်ပေမဲ့ကျွန်တော်ရဲ့စိတ်ပိုင်းဖြတ်မှုကိုမြင်တော့လက်ခံလိုက်ပါတယ်သူကကျွန်တော်ကိုစာခဏခဏရေးဖို့မှာရှာပါတယ်
တငယ်ချင်းနဲ့ခွဲခွာပြီးနောက်မှာတော့ Scotland ရဲ့အစွန်အဖျားကျွန်းလေးတစ်ကျွန်းမှာကျွန်တော်ရဲ့အလုပ်ကိုအပြီးသတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဘလူးကြီးကကျွန်တော်နောက်ကိုတိတ်တဆိတ်လိုက်လာနေပြီးအလုပ်ပြီးတာနဲ့သူ့အဖော်ကိုလာတောင်းလိုက်မယ်လို့ကျွန်တော်ယုံကြည်နေခဲ့ပါတယ်ကျွန်တော်ဟာအော်ကနီကျွန်းထဲကလူသူမရှိသလောက်ဝေးလံတဲ့ကျွန်းငယ်လေးကိုရွေးချယ်လိုက်ပါတယ်အဲ့ဒီနေရာဟာလိုင်းလုံးကြီးတွေအမြဲတမ်းရိုက်ခတ်နေတဲ့ကြောက်ဆောင်ကြီးတစ်ခုလိုပါပဲကျွန်းပေါ်မှာလူ9ယောက်ပဲရှိပြီးသူတို့ဟာလည်းအရန်ကိုစင်ရဲတွင်နှက်နေကြတဲ့သူတွေပါဟင်းသီးဟင်းရွက်နဲ့ပေါမုတ်လိုမျိုးကိုတောင်9မိုင်လောက်ဝေးတဲ့ကုန်းမကြီးကနေသွားဝယ်ရပါတယ်ကျွန်းပေါ်မှာတဲရင်3လုံးရှိပြီးအဲ့ဒီထဲကအလွတ်တစ်ခုကိုကျွန်တော်ငှားလိုက်ပါတယ်အခန်း2ခန်းပဲရှိပြီးအမိုးကလည်းပေါက်နေရန်တွေကလည်းပျက်စီးနေတဲ့နေရာလေးပါကျွန်တော်ကတော့ဒါကိုပြင်ဆင်ပြီးနေထိုင်ခဲ့ပါတယ်အဲ့ဒီမှာမနက်ခင်းဆိုရင်အလုပ်လုပ်ပြီးညနေခင်းမှာတော့ပင်လယ်ကမ်းစပ်မှာလမ်းလျှောက်ရင်လိုင်းတန်တွေကိုနားထောင်လေးရှိပါတယ်ဒီ6ကတဲ့မြင်ကွင်းကကျွန်တော်ဇာတိမြေဆွစ်ဇာလန်ကလှပတဲ့မြင်ကွင်းတွေနဲ့တော့အရန်ကွာခြားလာပါတယ်အစားပိုင်းမှာတော့ကျွန်တော်ဟာအလုပ်ကိုပုံမှန်လုပ်ပေမဲ့ကြာလာလေးလေးဒီအလုပ်ကကျွန်တော်အတွက်ဆက်ဆုပ်စရာကောင်းလာလေးလေးပါပဲအရင်တစ်ခါတရဝါကြီးကိုဖန်တီးတုန်းကတော့ကျွန်တော်မှာစိတ်အားထက်သန်မှုတွေရှိနေလို့ဒီအလုပ်ရဲ့ကြောက်စရာကောင်းမှုကိုသတိမထားမိခဲ့ပါဘူးဒါပေမဲ့အခုတော့ကျွန်တော်ဟာတကယ်ကိုယွန်ရှာဆက်ဆုပ်တဲ့စိတ်နဲ့ဒီအလုပ်ကိုလုပ်နေရတာပါဒီလိုနဲ့တယောက်တည်းဝေးလံတဲ့နေရာမှာဒီအလုပ်ကိုလုပ်နေရတာကြောင့်ကျွန်တော်ရဲ့စိတ်တွေဟာမတည်ငြိမ်တော့ပဲအရန်ကိုထိတ်လန့်လွယ်လာခဲ့ပါတယ်ဘလူးကြီးနဲ့ရုတ်တရက်ဆုံသွားမလားဆိုပြီးအမြဲကြောက်နေမိတယ်ဒါပေမဲ့ကျွန်တော်ရဲ့အလုပ်ကတော့အတော်လေးကိုခီးရောက်နေပါပြီဒါကိုအမြန်ဆုံးအပိသက်ချင်နေမိသလိုတစ်ဖက်မှာလည်းမကောင်းတဲ့နမိတ်တွေကိုခံစားနေရတာကြောင့်ရင်ထဲမှာမအေးမချမ်းဖြစ်နေရပါတော့တယ်အခန်း20တညနေခင်းမှာတော့ကျွန်တော်ဟာအလုပ်ခန်းထဲမှာထိုင်နေမိတယ်နေဝင်သွားပြီဖြစ်တယ်လို့ပင်လယ်ပြင်ကလာမင်းကြီးထွက်ပေါ်စားပြူနေပြီအလုပ်လုပ်ဖို့အလင်းရောင်မလုံလောက်တော့ကြောင့်ကျွန်တော်ဟာဒီညအတွက်အလုပ်ကိုရပ်နာမလားဒါမှမဟုတ်အာယုံစိုက်ပြီးအမြန်ဆုံးအဆုံးသတ်လိုက်ရမလားဆိုတော့ကိုငြိမ်သက်စွာစဉ်းစားနေမိတယ်ကျွန်တော်ထိုင်နေရင်းနဲ့အခုလုပ်နေတဲ့အလုပ်ရဲ့နောက်ဆက်တွဲအကျိုးဆက်တွေကိုတွေးတောမိလာတယ်လွန်ခဲ့တဲ့3နှစ်တုန်းကလည်းကျွန်တော်ဒီလိုပဲအလုပ်လုပ်ခဲ့ပြီးဘလူးတစ်ကောင်ကိုဖန်ဆင်းခဲ့ဘူးတယ်အဲ့ဒီတရဝါရဲ့အနိုင်မဲ့ရက်စက်မှုတွေကကျွန်တော်နှလုံးသားကိုခြောက်ကပ်သွားစေခဲ့တယ်လို့ကျွန်တော်ဘဝကိုလည်းနောင်တတွေနဲ့ထာဝရပြည့်နှက်သွားစေခဲ့ပါတယ်အခုလဲကျွန်တော်ဟာဇယိုက်တဘာဝကိုလုံးဝမသိနိုင်တဲ့နောက်ထပ်တရဝါတစ်ကောင်ကိုဖန်ဆင်းတော့မယ်ဒီမိမတရဝါဟာသူ့အဖော်ထက်အစာပေါင်း16000မကပိုပြီးရုပ်မှသူဖြစ်လာနိုင်တယ်လို့လူတက်မှုနဲ့ဆင်းရဲဒုက္ခပေးရတာကိုပဲတသက်တာတာသဘောကျနေသူလည်းဖြစ်နိုင်တယ်ပထမတရဝါကတော့လူတွေနဲ့ဝေးရာတောခန္ဓာရတစ်ခုမှာပုံနေပါမယ်လို့တစ္ဆာဆိုခဲ့ပေမဲ့ဒီတကောင်ကတော့ဘာဂရိမှပေးမထားဘူးစဉ်းစားဆင်ခြင်နိုင်စွမ်းရှိတဲ့တရဝါတစ်ကောင်ဖြစ်လာမဲ့သူမဟာသူမမွေးမဖွားခင်ကချုပ်ဆိုထားခဲ့တဲ့ဂတိကဝတ်ကိုလိုက်နာဖို့ငင်းဆန်ခြင်းလဲငင်းဆန်လိမ့်မယ်သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်မုန်းပြီးကြရင်ရောအခုရှိနေတဲ့တရဝါကိုယ်တိုင်ကသူ့ရဲ့ရုပ်ပြက်ဆင်းပြက်ဖြစ်မှုကိုဆက်ဆုပ်နေတာပဲသူ့ရှိမှမိမပုံစံနဲ့ဒီလိုရုံမျိုးပေါ်လာတဲ့အခါသူကပို့ပြီးတော့တောင်ရွှေရှာသွားမလားဒီမိမတရဝါကလည်းသူ့ကိုဆက်ဆုပ်ပြီးလူသားတွေရဲ့လှပတဲ့ရုပ်ရည်ကိုပိုသဘောကျသွားရင်ရောသူမကသူ့ကိုစွန့်ပစ်သွားလို့သူဟာတကိုယ်တည်းပြန်ဖြစ်သွားရင်သူ့ရဲ့ဒေါသတွေကပိုပြီးပောက်ကွဲလာအောင်ပါပဲသူတို့နှစ်ယောက်စလုံးဥရောပကနေထွက်ခွာသွားပြီးကဘာတစ်ကတောကန်နာရတွေမှာနေထိုင်ကြမယ်ဆိုရင်တော့မှအဲ့ဒီတရဝါကြီးတောင်းတနေတဲ့တန်ရောစင်တွေရဲ့ရလက်အနေနဲ့သားသမီးတွေရလာနိုင်တယ်။ဒါဆိုရင်ကဘာမြေပေါ်မှာမိစ္ဆာမျိုးနွယ်တွေပွားများလာပြီးလူသားမျိုးနွယ်တွေရဲ့တည်ရှိမှုကိုတောင်ချင်းချောက်လာနိုင်တယ်။ငါရဲ့ကိုကျိုးအတွက်နောင်လာနောင်သားမျိုးဆက်ပေါင်းများစွာအပေါ်ဒီလိုကျင်းစာမျိုးတင်အောင်လုပ်ဖို့ငါမှအခွင့်အရေးရှိလို့လား။အရင်ကတော့ဒီတရဝါရဲ့စင်ကြီးတွေနဲ့ချင်းချောက်မှုတွေအောက်မှာငါဟာအသိဉာဏ်ကင်းမဲ့စွာနဲ့လိုက်ရောခဲ့မိတယ်။ဒါပေမဲ့အခုတော့ငါရဲ့ဂတိကဝတ်ဟာဘလောက်ထိရုံမှတလဲဆိုတာကိုပထမဆုံးအကြိမ်သိမြင်လိုက်ရပြီငါရဲ့တကူကောင်းဆံမှုကြောင့်လူသားမျိုးနဲ့တခုလုံးကိုအရင်နှီးပြုတ်ပြီးကိုယ့်ရဲ့အေးချမ်းမှုကိုဝယ်ယူခဲ့တယ်ဆိုပြီးနောင်လာနောင်သားတွေကငါ့ကိုချိန်ဆကြမှာကိုတွေးမိရင်ကျွန်တော်တုံ့လောက်ခြောက်ချသွားမိတယ်ကျွန်တော်ရဲ့တုံတုံရင်ရင်နဲ့မော့ကြည့်လိုက်တဲ့အခါလက်ရောင်အောက်မှာပရင်းပေါက်ကနေကျွန်တော်ကိုစိုက်ကြည့်နေတဲ့ဘလူးကြီးကိုမြင်လိုက်ရတယ်သူခိုင်းထားတဲ့အလုပ်ကိုကျွန်တော်လုပ်နေတာကိုကြည့်ရင်သူ့နှာခမ်းတွေကဆက်ဆုပ်ဖွယ်အပြုံးတစ်ခုနဲ့တွန့်လိမ့်နေခဲ့တယ်ဟုတ်ပါတယ်သူဟာကျွန်တော်ရဲ့ခီးစဉ်တစ်လျှောက်လုံးအနောက်ကနေတကောက်ကောက်လိုက်နေခဲ့တာပါသူဟာတောအုပ်ထဲမှာလှည့်လည်နေခဲ့တယ်။ဂူတွေထဲမှာပုံအောင်နေခဲ့တယ်။ဒါမှမဟုတ်ဝေးလံတဲ့လွင်ပြင်ကြီးတွေထဲမှာခိုလုံနေခဲ့တာပါ။အခုတော့သူဟာကျွန်တော်ရဲ့အလုပ်ချင်တွေကိုလာပြီးဂရိအတိုင်းတောင်းဆိုဖို့ရောက်လာခဲ့ပါပြီ။သူ့ကိုကြည့်လိုက်တဲ့အခါသူ့မျက်နှာမှာရုံမာမှုနဲ့တစ္ဆာဖောက်မှုတွေအပြည့်ရှိနေတာကိုတွေ့လိုက်ရပါတယ်။သူ့လိုနောက်ထပ်တရဝါတစ်ကောင်ကိုဖန်ဆင်းပေးမယ်ဆိုတဲ့ကျွန်တော်ရဲ့ဂရိကိုပြန်တွေးမိပြီးကျွန်တော်ဟာယူသွမတက်ဒေါသထွက်လာခဲ့တယ်။ဒေါသတွေတုံရင်နေရင်းနဲ့ပဲကျွန်တော်ဟာအရှိမရှိနေတဲ့လှုပ်လက်ဆတရဝါကြီးကိုအစိတ်စိတ်အမွားမွားဆွဲဖြတ်ပစ်လိုက်ပါတော့တယ်။သူ့ရဲ့ပျော်ရွှင်မှုအတွက်မျှော်လင့်ချက်ဖြစ်တဲ့ဒီတရဝါကိုကျွန်တော်ဖျက်ဆီးပစ်တာကိုမြင်လိုက်ရတော့ဘလူးကြီးဟာမိစ္ဆာတစ်ကောင်လိုနာကြီးစွာအော်ဟစ်ရင်းပျောက်ကွယ်သွားခဲ့တယ်။ကျွန်တော်ဟာအခန်းထဲကထွက်လာပြီးတကားကိုတောက်ခတ်လိုက်တယ်။ဒီအလုပ်ကိုဘယ်တော့မှပြန်မလုပ်တော့ဘူးလို့လည်းရှင်ထဲမှာတစ္ဆာဆိုလိုက်တယ်။ပြီးတော့တုံရင်နေတဲ့ခြေလမ်းတွေနဲ့ကျွန်တော်အခန်းစီကိုပြန်ခဲ့တယ်
ကျွန်တော်မှဘယ်သူမှမရှိဘူးဒီထိတ်လန့်စရာကောင်းတဲ့အတွေးဆိုးတွေတဲကနေဆွဲထုတ်ပေးမဲ့သူလည်းမရှိခဲ့ဘူးနိုင်အနေငယ်ကြာပြီးနောက်မှာတော့ကျွန်တော်ဟာပရင်းပေါင်နာမှာထိုင်ရင်ပင်လယ်ပြင်ကိုငေးကြည့်နေမိတယ်ပင်လယ်ကငိမ့်သက်နေသလိုတဘာဝတရားတစ်ခုလုံးကလည်းငိမ့်သက်နေတဲ့လက်ရောင်အောင်မှာအိမ်မောကျနေခဲ့တယ်ငါးဖက်လှိအနေငယ်ကိုပဲမြင်ရပြီးတငါသေးတွေကတယောက်ကိုတယောက်လှမ်းခေါ်နေတဲ့အတန်တွေကိုပဲရံဖန်ရံခါကြားနေရတယ်ဒီလိုတိတ်ဆိတ်ငြိမ်သက်နေတော့မှပဲကမ်းခြေနားမှာလှေလော်လာနေတဲ့အတန်ကိုကြားလိုက်ရပြီးလူတယောက်ဟာကျွန်တော်အိမ်နားမှာကုန်းပေါ်တက်လာခဲ့တယ်ခဏကြာမှတော့ကျွန်တော်အိမ်တကားကိုတစုံတယောက်ကခတ်ဖော့ဖော့ဖွင့်ဖို့ကြိုးစားနေတဲ့အတန်ကိုကြားလိုက်ရတယ်ကျွန်တော်ဟာခြေပြားလက်ပြားတွေတုံရင်သွားခဲ့တယ်ဘသူလဲဆိုတော့ကိုကြိုသိနေတယ်လို့ပါပဲအနာကတဲမှာရှိနေတဲ့လေသမားတွေကိုအော်ခေါ်ခြင်းပေမဲ့ကြောက်မက်ဖွယ်အိမ်မက်ဆိုးတွေထဲမှာရန်သူလက်ကနေထွက်ပြေးဖို့ကြိုးစားပေမဲ့ခြေလမ်းမထွက်နိုင်တယ်လို့မျိုးကျွန်တော်ဟာနေရာမှာတင်ကြောက်ရွံ့လို့ဖြစ်နေခဲ့တယ်ခြေတံတွေကအခန်းထဲကိုနီးလာခဲ့ပြီးတကားပွင့်သွားခဲ့တယ်ကျွန်တော်ကြောက်နေတဲ့ဒီတရားဝါကြီးဟာပေါ်လာခဲ့ပါပြီသူဟာတကားကိုပြန်ပိတ်ပြီးကျွန်တော်အနာကိုတိုးလာကခတ်တိုးတိုးအတန်နဲ့ပြောပါတယ်မင်းစားခဲ့တဲ့အလုပ်ကိုမင်းကိုယ်တိုင်ဖျက်ဆီးလိုက်ပြီပေါ့မင်းဘာလုပ်ဖို့ကြံနေတာလဲမင်းရဲ့ဂရိကိုဖျက်ရဲတယ်ပေါ့ငါဒုက္ခမျိုးစုံကိုခံစားခဲ့ရတယ်ဆွစ်ဇာလန်ကနေမင်းနောက်ကိုလိုက်လာခဲ့တယ်ရိုင်းမစ်နားမှာလည်းငါခိုးကြောင်ခိုးဝက်လိုက်ခဲ့တယ်အင်္ဂလန်ရဲ့လွင်မြေတွေနဲ့စကော့တလန်ရဲ့တောကန်နယ်အားတွေမှာလည်းလာပေါင်းရစွာငါနေခဲ့တယ်ငါတွက်လို့မရနိုင်တဲ့ပင်ပန်းမှုတွေအေးထန်တွေနဲ့ငတ်မှုတွေကိုခံခဲ့ရတာမင်းကငါရဲ့ညှော်လင်းချက်တွေကိုဖျက်ဆီးရတယ်ပေါ့လေသွားတော့ငါဂရိဖြတ်တယ်မင်းတို့ရုပ်မာပြီးရုပ်ဖြက်စင်ပြက်ဖြစ်တဲ့နောက်ထပ်တရားဝါတစ်ခေါင်ကိုငါဘယ်တော့မှဖန်ဆင်းမှာမဟုတ်ဘူးကျွန်းသားအရင်ကတော့ငါမင်းကိုအကျိုးနဲ့အကြောင်းပြောခဲ့တယ်ဒါပေမဲ့မင်းကငါရဲ့ကျင်နာမှုကိုမထိုက်တန်ဘူးဆိုတာပြလိုက်တာပဲမှတ်ထားပါငါမှအဆွမ်းရှိတယ်မင်းကိုမင်းစိတ်ဆင်းရဲနေတယ်လို့ထင်နေတာလားငါဟာမင်းကိုဒီထက်ပိုပြီးဒုက္ခရောက်အောင်လုပ်နိုင်တယ်နေ့အလင်းရောင်ကိုတော့မင်းမုန်းသွားစေရမယ်မင်းငါ့ကိုဖန်ဆင်းခဲ့သူဖြစ်ပေမဲ့အခုတော့ငါကမင်းရဲ့သခင်ပဲငါစကားကိုနားထောင်စမ်းငါဝေခွဲမရဖြစ်နေတဲ့အချိန်တွေကုန်သွားပြီအခုတော့မင်းရဲ့အစွမ်းပြရမယ့်အချိန်ပဲမင်းရဲ့ချင်းချောင်းမှုတွေကငါ့ကိုမကောင်းမှုလုပ်အောင်တွန်းအားပေးနိုင်မှာမဟုတ်ဘူးမင်းလိုရုံမာတဲ့အဖို့တစ်ကောင်ကိုမဖန်ဆင်းပေးဖို့ငါရဲ့ဆုံးဖြတ်ချက်ကိုပိုပြီးခိုင်မာစေရုံပဲရှိမယ်ပေချင်းတရားနဲ့ဆင်းရဲဒုက္ခကိုပဲသဘောကျတဲ့မိစ္ဆာတစ်ကောင်ကိုကဘာပေါ်မှာငါကထပ်ပြီးလှုပ်ပေးရမလားသွားတော့ငါဆုံးဖြတ်ချက်ခိုင်ပါတယ်မင်းရဲ့စကားတွေကငါဒေါသကိုပဲပိုဆွပေးနေမယ်ဘလူးကြီးဟာကျွန်တော်မျက်နှာကဆုံးဖြတ်ချက်တွေကိုမြင်လိုက်ရတော့ဒေါသတကြီးနဲ့သွားကြိတ်လိုက်တယ်လူတိုင်းမှာဇနီးမယားရှိကြတယ်တရိတ်ဆန်တိုင်းမှာလည်းအဖော်ရှိကြတယ်ငါတယောက်တည်းပဲအဖော်မဲ့နေရမှာလားလို့သူကအော်ဟစ်လိုက်တယ်ငါမှလည်းချစ်တတ်တဲ့စိတ်တွေရှိခဲ့ပါတယ်ဒါပေမဲ့ဒါတွေကိုမုန်းတိမှုနဲ့ကဲ့ရဲ့မှုတွေနဲ့ပဲမင်းတို့ပြန်ပေးခဲ့ကြတာလေလူသားမင်းငါ့ကိုမုန်းနိုင်တယ်ဒါပေမဲ့တတိထားမင်းရဲ့နေရက်တွေဟာထိတ်လန့်မှုနဲ့ဆင်းရဲဒုက္ခတွေနဲ့ပဲကုန်ဆုံးသွားလိမ့်မယ်မကြခင်မှာမင်းရဲ့ပျော်ရွှင်မှုတွေကိုထာဝရလူယူသွားမဲ့မိုးချိုးအဖြစ်ခံရလိမ့်မယ်ငါကဒီလောက်ဒုက္ခရောက်နေချိန်မှာမင်းကပျော်နေရမှာလားမင်းငါရဲ့တခြားခံစားချက်တွေကိုဖျက်ဆီးနိုင်ပေမဲ့လက်စားချေမှုကတော့ကြံသေးတယ်လက်စားချေမှုကအခုချိန်ကစပြီးငါအတွက်အလင်းအောင်ဒါမှမဟုတ်အစားအစာထက်တောင်ပိုပြီးတန်ဖိုးရှိသွားပြီငါသေးချင်းသေးပါစေဒါပေမဲ့အရင်ဆုံးမင်းရဲ့နေမင်းကိုမင်းကိုယ်တိုင်ပြန်ကျိန်ဆဲစေရမယ်တတိထားပါငါကဘာကိုမှမကြောက်တော့ဘူးဒါကြောင့်ငါကပိုပြီးအစွမ်းထက်တယ်မွေးတကောင်လိုမင်းကိုငါစောင့်ကြည့်နေမှာဖြစ်တယ်လို့မွေးစိတ်နဲ့လည်းငါမင်းကိုပေါက်လိုက်မယ်လူသားမင်းငါအပေါ်လုပ်ခဲ့တဲ့ဒဏ်ရာတွေအတွက်မင်းနှောင်တရစေရမယ်မိစ္ဆာတော်တော့မင်းရဲ့ရှုံးမာတဲ့စကားတွေနဲ့လေတူးကိုမငြင်းညမ်းစေနဲ့ငါရဲ့ဆုံးဖြတ်ချက်ကိုမင်းကိုပြောပြီးပြီငါဟာစကလုံးတွေအောက်မှာဒူးထောက်မဲ့တဲဘောကြောင့်တို့မဟုတ်ဘူးငါအနာကထွက်သွားတော့ငါစိတ်မပြောင်းဘူးကောင်းပြီလေငါသွားပါမယ်ဒါပေမဲ့မှတ်ထားပါမင်းရဲ့မင်္ဂလာဦးညမှာငါရှိနေလိမ့်မယ်ကျွန်တော်ရှေ့ကိုတိုးလိုက်ပြီးရုံမာသူငါ့ကိုတိမ်မိတ်မပေးခင်မင်းကိုမင်းအရင်ဘေးကင်းအောင်ကြည်အောင်လို့အော်ပြောလိုက်တယ်ကျွန်တော်သူ့ကိုဖမ်းဖို့ကြိုးစားပေမဲ့သူကရှောင်တိန်သွားပြီးအိမ်ထဲကနေမြင်မြန်ဆန်ဆန်ထွက်သွားခဲ့တယ်ခဏကြာမှတော့လှေပေါ်မှာမြားရစင်းလိုမြန်ဆန်တဲ့အချိန်နဲ့လှောက်ခတ်သွားပြီးလှိုင်းလုံးတွေကြားမှာပျောက်ကွယ်သွားတဲ့သူ့ကိုကျွန်တော်မြင်လိုက်ရပါတော့တယ်ပဝင်းကျင်တစ်ခုလုံးကပြန်လဲတိတ်ဆိတ်သွားခဲ့ပေမဲ့သူ့ရဲ့စကလုံးတွေကတော့ကျွန်တော်နားထဲမှာပဲ့တင်ထက်နေတော့မယ်ကျွန်တော်ရဲ့အေဂျင့်မှုကိုဖျက်ဆီးခဲ့တဲ့အဲ့ဒီလူသမားနောက်ကိုလိုက်ဖမ်းပြီးပင်လယ်ထဲကိုတွန်းချပစ်ချင်တဲ့ဒေါသတွေတောက်လောင်နေမိတယ်ကျွန်တော်ဟာစိုးရင်တုံလို့စွာနဲ့အခန်းထဲမှာခောက်တုတ်ခောက်ပြန်လမ်းလျှောက်နေမိရင်စိတ်ကူးထဲမှာလည်းခြောက်လန့်နေတဲ့ပုံရိပ်တွေများစွာပေါ်ပေါက်လာခဲ့တယ်ငါဘာလို့သူ့နောက်ကိုလိုက်မသွားခဲ့ရတာလဲသူ့ကိုဒီတိုင်းလှုပ်ပေးလိုက်မိပြီလို့နောင်တရနေမိတယ်ပြီးတော့သူ့ရဲ့စကားကိုပြန်တွေးမိပြန်တယ်မင်းရဲ့မင်္ဂလာဦးညမှာငါရှိနေလိမ့်မယ်တဲ့ဒါဆိုရင်အဲ့ဒီချိန်ဟာငါရဲ့ကံကြမ္မာအဆုံးသတ်မဲ့အချိန်ပေါ့အဲ့ဒီချိန်မှာငါတေးရမှာဖြစ်တယ်လို့သူ့ရဲ့မုန်းတီးမှုတွေလည်းပြီးဆုံးသွားလိမ့်မယ်ငါတေးရမှာကိုမကြောက်ပေမဲ့ငါရဲ့အချစ်တော်အဲလစ်ဘတ်အတွက်တွေးမိတဲ့အခါမှာတော့လာပေါင်းများစွာအတွင်းပထမဆုံးအကြိမ်ဖြစ်မျက်ရည်တွေကျလာရပါတယ်ငါရဲ့ရန်သူလက်ထဲမှာအလွယ်တကူအရှုံးမပေးပဲအစွမ်းကုန်တိုက်ပွဲဝင်သွားမယ်လို့ကျွန်တော်တန်တိတ်တန်ချလိုက်ပါတယ်ညတာကုန်လုံးသွားပြီးပင်လယ်ထဲကနေနေမင်းကြီးထွက်ပေါ်လာတဲ့အချိန်မှာတော့ကျွန်တော်ရဲ့စိတ်တွေနည်းနည်းတည်ငြိမ်လာခဲ့တယ်
ကျွန်တော်ဟာအိမ်ထဲကထွက်လာပြီးပင်လယ်ကမ်းစံနာမှာလမ်းလျှောက်နေမိတယ်ပင်လယ်ပြင်ကြီးဟာကျွန်တော်နဲ့လူသားတွေကြားမှာကြော်ဖြတ်လို့မရတဲ့အတားအဆီးတစ်ခုဖြစ်နေရင်ကောင်းပါပဲလို့တော့တွေးမိပါတယ်တကယ်လို့ကျွန်တော်လူလောကတဲကိုပြန်သွားရင်ကျွန်တော်ကိုယ်တိုင်ဒါမှမဟုတ်ကျွန်တော်ချစ်ရတဲ့သူတွေဟာကျွန်တော်ဖန်ဆင်းခဲ့တဲ့မိစ္ဆာကြီးရဲ့လက်ထဲမှာအသက်ပြောက်ကြရမှာလေကျွန်တော်ဟာတနေ့လုံးကျုံးပေါ်မှာဝင့်ကြီးတစ်ကောင်လုံးရှောက်သွားနေမိပြီးနေမြင့်တဲ့အခါမှာတော့မြက်ခင်းပြင်ပေါ်မှာအိပ်ပျော်သွားခဲ့တယ်အိပ်ဆက်ချင်းကကျွန်တော်ကိုလန်းဆန်းစေခဲ့ပြီးနိုးထလာတဲ့အခါမှာတော့ဖြစ်ပျက်ခဲ့သမျှကိုပို့ပြီးတည်ငြိမ်စွာစဉ်းစားလာနိုင်တယ်ဒါပေမဲ့တရားဝကြီးရဲ့စကားကတော့တိမ်မင်းခေါင်းလုံးတန်လိုပဲနားထဲမှာညီဟီးနေတော့မှာပဲညနေဆောင်တဲ့အခါငါးဖမ်းလေတစီကန်းကတ်လာပြီးကျွန်တော်စီကိုစာရေးတအိတ်လာပေးပါတယ်ကျွန်တော်မှာဂျနီဗာကစာတွေနဲ့ကလာဗယ်စီကစာတစောင်ပါလာတယ်သူကသူ့ရဲ့အိန္ဒိယခရီးစဉ်အတွက်လန်ဒန်ကမိတ်ဆွေတွေကပြန်ခေါ်နေပြီဖြစ်လို့သူ့ကိုပတ်မြို့မှာလာတွေ့ဖို့တောင်းဆိုတာပါဒီစာကကျွန်တော်ကိုအသိစိတ်ပြန်ဝင်လာစေခဲ့ပြီးနောက်နေ့ရဲ့အကြာမှာဒီကျွန်းကနေထွက်ခွာဖို့ဆုံးဖြတ်လိုက်ပါတယ်ကျွန်တော်မထွက်ခွာခင်မှာကျွန်တော်မလုပ်ချင်ဆုံးအလုပ်တစ်ခုကိုလုပ်ရအောင်မယ်အဲ့ဒါကတော့ကျွန်တော်ရဲ့ဓာတုဗေဒကိရိယာတွေကိုတင်ဆက်ဖို့နဲ့ကျွန်တော်ဖျက်ဆီးပစ်ခဲ့တဲ့တရားကြီးရဲ့အပိုင်းစာတွေကိုဖယ်ရှားဖို့ပါပဲနောက်တစ်နေ့မနက်မှာကျွန်တော်ဟာအလုပ်ခန်းထဲကိုဝင်ခဲ့တယ်ဖျက်ဆီးထားခဲ့တဲ့တရားကြီးရဲ့အသားစားတွေကျမ်းပြေပေါ်မှာပြန်ကျဲနေတာကိုမြင်ရတာဟာလူတစ်ယောက်ရဲ့အသားကိုလှိဖြတ်ထားသလိုမျိုးခံစားရစေပါတယ်ကျွန်တော်ဟာအဲ့ဒီအပိုင်းစာတွေကိုချင်းအောင်တဲ့ထက်ကြောက်ခဲတွေနဲ့ချိတ်ဆွဲပြီးညဘက်မှာပင်လယ်ထဲသွားပစ်ဖို့ပြင်ဆင်လိုက်ပါတယ်ညီနဲ့2နိုင်လောက်မှာလာထွက်လာတော့ကျွန်တော်ဟာလှေငယ်လေးနဲ့ကမ်းကနေ4မိုင်လောက်ဝေးတဲ့ပင်လယ်ထဲကိုထွက်လာခဲ့တယ်။ပဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေပြီးမှောင်နေတဲ့အချိန်မှာပဲကျွန်တော်ဟာအဲ့ဒီချင်းအောင်ကိုပင်လယ်ထဲပစ်ချလိုက်ပါတယ်။ရေထဲကိုနစ်သွားတဲ့အတန်ကိုကြားလိုက်ရတဲ့နောက်မှာတော့စိတ်ထဲမှာတမျိုးကြီးဖြစ်သွားခဲ့တယ်။လေကလည်းတာယာနေတာကြောင့်ကျွန်တော်ဟာလှေပေါ်မှာပဲလဲလျောင်းရင်အိပ်ပျော်သွားခဲ့ရပါတယ်။ကျွန်တော်ဘလောက်ကြာအိပ်ပျော်သွားသလဲမသိပါဘူး။နိုးလာတဲ့အခါမှာတော့နေမြင့်နေပြီဖြစ်သလိုလေကလည်းအရန်ပြင်းနေတာကြောင့်လှေလေးကလှိုင်းလုံးတွေကြားမှာနစ်လူနီးပါဖြစ်နေပါပြီ။လေကအရှိမြောက်ဘက်ကနေတိုက်နေတာကြောင့်ကျွန်တော်ကိုကမ်းခြေနဲ့အရန်ဝေးတဲ့ပင်လယ်ပြင်ကြီးတဲ့ကိုတွန်းပို့နေခဲ့ပြီးကျွန်တော်မှာတန်လိုက်အိမ်မြောင်လည်းမပါဘူးဒီအရက်ရဲ့ပထဝီအနေထားကိုလည်းမသိတာကြောင့်အတ္တလန်တိတ်သမုဒ္ဒရာထဲမှာမျောပြီးလက်ပြတ်သေးရတော့မလားလို့ကြောက်လန့်မိပါတယ်မိစ္ဆာကြီးမင်းရဲ့ရည်ရွယ်ချက်အောင်မြင်သွားပြီပေါ့လို့ကျွန်တော်အော်ဟစ်မိတယ်အဲလစ်ဘတ်အဖေနဲ့ကလာဘယ်တို့အကြောင်းကိုတွေးမိရင်ကျွန်တော်အရန်ကိုစိတ်ပြတ်အားငယ်နေပြီတဲ့နိုင်ရင်အနှဲငယ်ကြာပြီးနောက်မှာတော့လင်းငိမ်သွားပြီးနောက်တောင်ဘက်မှာကုန်းမြေတစ်ခုကိုလှမ်းမြင်လိုက်ရတယ်အဲ့ဒီမြင်ကွင်းကကျွန်တော်နှလုံးသားထဲကိုပျော်ရွှင်မှုတွေစီးဝင်စေခဲ့ပါတယ်။ဘလောက်ပဲဆင်းရဲဒုက္ခရောက်နေပါစေအသက်ရှင်ခြင်းနဲ့စိတ်ကတော့အံ့ဩစရာကောင်းလောက်အောင်ပြင်းပြကြတာပဲနော်။ကျွန်တော်ဟာကျွန်တော်အဝတ်စားအချို့နဲ့ရွက်တိုင်အသစ်လှုပ်လိုက်ပြီးကုန်းမြေစီကိုဦးတည်ခဲ့တယ်။ကုန်းပေါ်မှာမြို့ကလေးတစ်မြို့နဲ့စိတ်ကန်းတစ်ခုကိုမြင်လိုက်ရတဲ့အခါကျွန်တော်ဝမ်းသာအားရဖြစ်မိပါတယ်။ကျွန်တော်စိတ်ကန်းထဲကိုလှေစိုက်ကပ်လိုက်တဲ့အခါလူတွေအများကြီးဆွေးယုံလာကြတယ်။သူတို့ကကျွန်တော်ကိုကြည့်ပြီးတယောက်နဲ့တယောက်တိုးတိုးနဲ့ပြောနေကြတာဟာထူးဆန်းနေတာပေါ့။သူတို့ကအင်္ဂလိပ်လိုပြောနေကြတာမို့ကျွန်တော်ကတငယ်ချင်းတို့ဒါဘယ်မျိုးလဲဆိုတာပြောပြပေးပါအောင်လို့မေးလိုက်ပါတယ်ခမရမကြခင်သိရမှာပေါ့လို့လူတစ်ယောက်ကအတန်အော်ကြီးနဲ့ပြန်ဖြေပါတယ်ခမရဒီနေရာကိုတိတ်ကြိုက်မှာမဟုတ်ပေမဲ့ခမရဘာမှနေရမလဲဆိုတာကတော့ခမရဆုံးဖြတ်ရမှာမဟုတ်ဘူးတဲ့ကျွန်တော်အရန်အော်သွားပြီးဘာလို့ဒီလောက်တောင်ရိုင်းဆက်ဆန်းပြန်ပြောရတာလဲအင်္ဂလိပ်လူမျိုးတွေကဧည့်သည်ကိုဒီလိုပဲဆက်ဆံကြတာလားလို့မေးလိုက်တဲ့အခါအင်္ဂလိပ်တွေဘယ်လိုနေလဲတော့ငါမသိဘူးဒါပေမဲ့အိုင်ယာလန်လူမျိုးတွေကတော့လူယုံမာတွေကိုမုန်းတယ်လို့သူကပြန်ပြောပါတယ်လူအုပ်ကြီးကကျွန်တော်ကိုဝိုင်းထားပြီးဒေါသတကြီးကြည်နေတယ်။အဲ့ဒီမှာရုပ်ဆိုးဆိုးလူတစ်ယောက်ကကျွန်တော်ပခုံးကိုပုတ်ပြီးလာခဲ့ဗျာခင်ဗျာအကျိုးအကြောင်းရှင်းပြဖို့မစ္စတာကာဝင်းစီကိုလိုက်ခဲ့ရမယ်လို့ပြောပါတယ်။မစ္စတာကာဝင်းကဘာလို့လဲကျွန်တော်ကဘာကိုရှင်းပြရမှာလဲလို့မေးလိုက်တဲ့အခါမစ္စတာကာဝင်းကတရားသူကြီးပါခင်ဗျာမနေ့ညကဒီမှာအသက်ခံလိုက်ရတဲ့လူကြီးမင်းတစ်ယောက်ရဲ့အကြောင်းကိုရှင်းပြရမှာတဲ့ဒီစကားကြောင့်ကျွန်တော်ထိတ်လန့်သွားပေမဲ့ချက်ချင်းပဲစိတ်ကိုပြန်ထိန်းလိုက်ပါတယ်ကျွန်တော်မှအပြစ်မရှိတာမို့ဒါကိုအလွယ်တကူတက်သေးပြနိုင်မှာပဲလို့တွေးမိခဲ့တယ်အဲ့ဒီချိန်မှာတော့နောက်ထပ်မိနစ်အနည်းငယ်အတွင်းမှာကျွန်တော်ဘဝကိုအမှောင်ဖုံးသွားစေမဲ့ဒုက္ခဆိုးကြီးရောက်လာတော့မယ်ဆိုတာကျွန်တော်လုံးဝမထင်ထားခဲ့မိပါဘူးဒီနေရာမှာခဏရပ်ပါရစေအခုပြောပြမဲ့ထိတ်လန့်စရာကောင်းတဲ့အဖြစ်အပျက်တွေကိုပြန်တွေးဖို့ကျွန်တော်မှာသတိတွေအများကြီးလိုအပ်နေလို့ပါခင်ဗျာအပိုင်းကတင်ဆက်မှုကိုဒီနေရာမှာကျွန်တော်ဝင်ပြပါကြက်ရှိနေသောအပိုင်းများကိုလည်းဆက်လက်နားဆင်ပေးကြပါဦးခင်ဗျာနားဆင်ပေးကြတဲ့မိတ်ဆွေများအထူးကျေးဇူးတင်ရှိပါတယ်